ဟူခုံးနဲ့ဟာနုမန်ဘသူကပိုချမ်းလဲအားလုံးပဲမင်္ဂလာပါ The Great State Library ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဟူခုံးနဲ့ဟာနုမန်ဘသူကပိုချမ်းလဲဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်လောလောဆယ်သူတို့ရဲ့ငယ်ဘဝအကြောင်းလေးကိုအရင်အချင်းချုပ်ပြောပြပါမယ်ကဲဆက်လိုက်ကြရအောင်ဝါနာမာလီရဲ့အင်္ဂလိပ်ဘာသာပြန်ပေ45ကဖော်ပြချက်အရဟာနုမန်လေးကငယ်ရွယ်စဉ်ကတည်းကအစားကျူးတဲ့သူတယောက်လို့ဖော်ပြထားပါတယ်သူ့ရဲ့မိဘတွေကအတက်နိုင်ဆုံးကျွေးမွေးခဲ့ပေမဲ့လည်းသူကအမြဲတမ်းဗိုက်စာနေတတ်တယ်လို့ဆိုပါတယ်တနေ့မှာတော့သူကနေလုံးကြီးကိုမြင်တွေ့သားခဲ့ပါတယ်ဟာနုမန်ကနေကိုအလွန်ကြီးမားတဲ့အသီးတစ်လုံးလို့ထင်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာသူ့ရဲ့မိခင်အန်ဂျနာကိုလှမ်းအော်ခေါ်လိုက်ခါကြီးမားတဲ့အသီးတစ်လုံးကိုတွေ့ကြောင်းပြောလိုက်ပါတယ်မိခင်ဖြစ်သူအန်ဂျနာကလည်းတစ်ပင်ပေါ်ကပုံမှန်အသီးတစ်လုံးကိုပြောတယ်လို့ထင်သွားပြီးသွားခုဖို့ပြောလိုက်ပါတယ်ဟာနုမန်ကအသက်တစ်နှစ်အရွယ်မှာပဲကောင်းကင်ကိုခုန်ကနေမင်းကိုငုံနိုင်လောက်အောင်ကိုကြမ်းနေပြီဖြစ်ပါတယ်အဲ့ဒီအဖြစ်အပျက်ကိုနတ်ဖျားတွေကတွေ့သွားပြီးငယ်ငယ်လေးနဲ့တောင်ဒီလောက်လှင်မြန်နေတာကြီးကကြရင်ဘလောက်တောင်တကိုးကြီးလိုက်မလဲဆိုပြီးတွေးခဲ့ကြတယ်လို့ဆိုပါတယ်တစ်ဖက်မှာတော့အန်တိုနီစီယူရဲ့အင်္ဂလိပ်ဘာသာပြန်ပေ118ကဖော်ပြချက်အရကဘာဦးစကလေးကကောင်းကင်နဲ့မြေကြီးရဲ့အစီနစ်တွေနဲ့နေနဲ့လာရဲ့စွမ်းအင်အစီနစ်တွေကိုကြာရွှေသာစုပ်ယူထားတဲ့နတ်ကြောက်တုံးကနေဟူခုံးကိုမွေးဖွားခဲ့ပါတယ်။သူမွေးဖွားဖွားချင်းမှာပဲသူ့ရဲ့မျက်လုံးကထွက်တဲ့အလင်းတန်းဟာမြေကဘာကနေကောင်းကင်ဘုံကကြောက်စိမ့်ရိပ်ကလေးရှိရာဒူဝင်ကျန်းနန်းဆောင်အထိအလင်းတန်းကရောက်ရှိလာခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီအလင်းတန်းကြောင့်ကြောက်စိမ့်ရိပ်ကလေးနဲ့နတ်တွေဟာအံ့ဩသွားခဲ့ရပြီးအမြင်နံမင်းနဲ့အကြားနံမင်းကိုတွားရောက်ကြည့်ရှုခိုင်းခဲ့တယ်လို့ဆိုပါတယ်။တစ်ဖက်မှာတော့နေအိုငုံလိုက်လို့အင်ဒရာရဲ့မိုးကြိုးလက်နက်စာမိပြီးသတိလစ်သွားခဲ့ရတဲ့မာယူတီရဲ့အဖြစ်ကိုကြည့်ပြီးဖခင်ဖြစ်သူလေနံမင်းဝါယူကဒေါသထွက်သွားခဲ့ပါတယ်။ဒါကြောင့်သူဟာစัจ java တစ်ခုလုံးကလေတွေအားလုံးကိုစောက်ယူလိုက်ခါပုံအောင်သွားခဲ့ပါတယ်။စัจ java တစ်ခုလုံးကတက်ရှိတွေဒုက္ခရောက်ကုန်ကြလို့နောက်ဆုံးမှာနတ်တို့ကဝါယူကိုရှာမတွေ့တာကြောင့်စัจ java ကြီးကမောက်ကမဖြစ်မဲ့အခြေအနေကိုထိမ့်သိမ့်မှုအတွက်ဖျားရှင်တွေဖြစ်ကြတဲ့အရှင်ရှီဗာနဲ့အရှင်ဗိသနိုးထံကိုအကူအညီတောင်းခဲ့ကြတယ်လို့ဆိုပါတယ်။အဲဒါကြောင့်ဖျားရှင်တို့ဟာလေနံမင်းဝါယူရှိရာကိုတွားရောက်ချော့မော့ခဲ့ပြီးတနေ့သားအရွယ်မာယူတီလေးကိုဖျားရှင်နဲ့နတ်များကနှိမ့်သိမ့်တဲ့အနေနဲ့ကောင်းကြီးစုတွေဝိုင်းဝန်းပေးသနာခဲ့ကြပါတယ်။အင်ဒရာကလည်းမာယူတီလေးကိုသူ့ရဲ့မိုးကြိုးလက်နက်ကြောင့်မေးစေပုံပြတ်သွားရတဲ့အတွက်အနာဂတ်မှာဟာနုမန်လို့အမိတွင်စေလိမ့်မယ်လို့ဆိုခဲ့ပါတယ်။ဖျားများထံမှစုလက်များစွာရရှိပြီးတဲ့နောက်မှာဟာနုမန်ဟာခွန်အားအလွန်ကြီးမားလာပြီးတော်ရင်းမှာရှိတဲ့တရားကျင့်နေတဲ့ရသေးရဟန်းများကိုလိုက်လံနှောက်ယှက်တာအတုံးဆောင်တွေနဲ့ဝိသုံများကိုဆွဲဖြဲတာမုတ်စိတ်မွေးများကိုဆွဲနှုတ်တာစတဲ့မြောက်တဘာဝစိုးသွမ်းနောက်ပြောင်မှုများကိုပြုလုပ်လာခဲ့ပါတယ်။ငါဖျားတွေပေးထားတဲ့စုတွေကြောင့်ရသေးကြီးများကတီးခတ်နေခဲ့ရတယ်လို့လည်းဆိုပါတယ်။မွေးသားဖခင်ကေဇာရီနဲ့မိခင်အန်ဂျနာတို့ကသူ့ကိုအချိန်ချင်းဆုံးမခဲ့ပေမဲ့လည်းဟာနုမန်ဟာသူ့ရဲ့လောက်ရက်တွေကိုမရက်တံမဲ့ပိုဆိုးလာခဲ့တယ်လို့ဆိုပါတယ်။တချို့ဘာရှင်းနေမှာဆိုရင်ဟာနုမန်ကတခြားနတ်တွေရဲ့ကလေးတွေကိုလိုက်လံစနောက်နှောက်ယှက်ခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်နတ်များကနတ်တို့ရဲ့အရှင်အင်ဒရာစီကိုတွားရောက်တိုင်ကြားပေမဲ့လည်းအင်ဒရာကိုယ်တိုင်ကဟာနုမန်ကနဗန်းပညာရပ်မှာကျွမ်းကျင်တာကြောင့်သူ့စီကနဗန်းပညာသင်ယူဖို့လည်းပြောလိုက်တယ်လို့ဆိုပါတယ်။ဒါကြောင့်ဟာနုမန်ကအပြေပေးမခံရတဲ့အပြင်ကလေးတွေရဲ့ဆရာတောင်ဖြစ်သွားခဲ့တယ်လို့ဆိုပါတယ်။တစ်ဖက်မှာတော့ဝူခုံးဟာကောင်းကင်နဲ့မြေကြီးကမွေးဖွားလာပေမဲ့သူ့ကိုတွန်သေးမဲ့သူမရှိခဲ့တာကြောင့်ဝူခုံးဟာမွေးဖွားပြီးချင်းမှာပဲသူဟာရှင်တန်မှုအတွက်မျက်ခြောက်များနဲ့ခြုံရွယ်များကိုစားကာချောင်းရည်နဲ့မျက်ရည်များကိုတောက်ပြီးသဘောကျပျော်ရွှင်နေတယ်လို့ဖော်ပြထားပါတယ်။ဒီမြင်ကွင်းကိုမြင်သွားတဲ့အမြင်နံမင်းနဲ့အကြားနံမင်းတို့ဟာကြောက်စိမ့်ဧကရစ်ကိုနတ်ကြုံတုံးကမွေးလာတဲ့မြောက်တကောင်ဟာသူ့ရဲ့မျက်လုံးကလေရှိတဲ့ဘက်ကိုဥတီလိုက်တဲ့အခါမှာရွှေရောင်အလင်းတန်းတွေထပ်ပေါ်လာတာဖြစ်ကြောင်းအခုသူဟာအစာရှောင်ရေတောက်နေကြောင်းရှောက်တင်ခဲ့ပါတယ်။အဲ့ဒါကိုကြားတဲ့အခါမှာကြောက်စိမ့်ဧကရစ်ကလည်းအဲ့ဒီတရဝါတွေဟာကောင်းကင်နဲ့မြေကြီးရဲ့အနှစ်သာရကနေမွေးဖွားလာတာဖြစ်လို့သူတို့ကိုအံ့အားသင့်စရာမလိုဘူးလို့ဆိုခဲ့ပါတယ်။နောက်ပိုင်းမှာဟူခုံးဟာတစ်သီးတစ်ဥတွေကိုစားတောက်လာခဲ့ပြီးတငယ်ချင်းလိုချင်တဲ့အတွက်သူဟာကြားဝ
ဝင်းပလွေတစ်ကလအုပ်တစ်ကြောင်နဲ့တမင်တို့လိုက်လံမိတ်ဖွဲ့ခဲ့တယ်လို့ဆိုပါတယ်မြောက်ဝင်တွေကိုလည်းသူ့ရဲ့မျိုးနွယ်လို့သတ်မှတ်ခဲ့တယ်လို့ဆိုပါတယ်ဒါအပြင်သူဟာညအိတ်တဲ့အခါကြောက်ဆောင်အောက်မှာအိတ်ခဲ့တယ်လို့လည်းဖော်ပြထားပါတယ်တနေ့မှာတော့ဝူခုံးဟာမြောက်အုပ်စုနဲ့အတူစော်ကစားနေခဲ့ပါတယ်အဲ့ဒီအချိန်မှာရေစီးကြောင်းတစ်ခုကိုတွဲရှိသွားတဲ့မြောက်တကောင်ဟာဒီရေစီးကြောင်းကိုဘေးအန္တရာယ်မရှိဘဲရေဘဲကစီးလဲဆိုတာကိုသိတဲ့သူကိုဘယင်ဖြစ်တင်မြောက်မယ်လို့ပြောလိုက်ပါတယ်ဒါဟာဝူခုံးအတွက်ဘယင်ဖြစ်မဲ့ပထမဦးဆုံးစိန်ခေါ်မှုပဲဖြစ်ပါတယ်ဝူခုံးကသူ့လုံးမယ်လို့ပြောပြီးရေတကုံကိုခုန်ကူးလိုက်ပါတယ်သူဟာရေတကုံကိုခုန်ကူးပြီးတဲ့နောက်မှာတော့ရေတကုံနောက်ကဂူတစ်ခုကိုတွေ့ကအဲ့ဒီဂူထဲကိုမြောင်များအလုံးကိုခေါ်ဆောင်သွားနိုင်ခဲ့တာကြောင့်မြောက်ဘရင်ဖြစ်သွားခဲ့ပါတယ်ဝူခုံးဟာမြောက်ဘရင်ဖြစ်တဲ့အုပ်ချုပ်ရင်တေချင်းတရားကိုကြော်လာနိုင်မှုအတွက်ပညာသင်ထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဝူခုံးဟာဖောင်တစ်ခုကိုဖွဲ့ကသူ့ရဲ့ဝါးကော့တောင်ကြီးကိုစွန့်ခွာပြီးသမုတ်တရားကြီးကိုကြော်ဖြတ်ခါခရီးနှင်ခဲ့ပါတယ်ဝါနာမာလီရဲ့အင်္ဂလိပ်ဘာသာပြန် Page 52 ကဖော်ပြချက်အရဟာနုမန်ဟာအသက်9နှစ်အရွယ်ကိုရောက်ရှိလာတဲ့အချိန်မှာဖားကီဖြစ်သူကတားဖြစ်သူကိုစနစ်တကျပညာသင်ကြားပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။တစ်ချိန်ကနေနံမင်းဟာဟာနုမန်ကိုတပည့်ဖြစ်လက်ခံမယ်လို့ပြောခဲ့တာကြောင့်နေနံမင်းစီကိုပညာသင်ဖို့စီစဉ်ခဲ့ပါတယ်။ဒါပေမဲ့မိခင်ဖြစ်သူအန်ဂျနာကသူမရဲ့သားလေးကိုအဝေးကြီးကိုဆေလို့ရမှာဖြစ်တဲ့အတွက်ဝမ်းနည်းနေခဲ့ပါတယ်။ဒါပေမဲ့ကေဆာရီကဒါဟာသူတို့ကလေးအတွက်အကောင်းဆုံးဖြစ်ကြောင်းတိုက်တွန်းခဲ့တာကြောင့်ဟာနုမန်ကိုပညာသင်ကြားဖို့အတွက်နေနံမင်းစီကိုဆေလွတ်ခဲ့ပါတယ်။ဟာနုမန်ဟာနေနံမင်းရဲ့ယထာစီကိုရိုးသေးစွာချင်းကပ်ခဲ့ပါတယ်။ယထာမောင်းသူအာရုဏကိုသူဟာနေနံမင်းသူရိယနဲ့တွဲခွင့်တောင်းဆိုခဲ့ပါတယ်။အဲဒါကြောင့်အာရုဏဟာသူ့ရဲ့သခင်ထံချင်းကပ်ခွင့်နဲ့ရှစ်ကိုးခွင့်ပေးခဲ့ပါတယ်။နေနံမင်းသူရိယစီရောက်တဲ့အခါမှာဟာနုမန်ဟာနေနံမင်းကိုရှစ်ခိုးပြီးဒီလိုပြောခဲ့ပါတယ်။စัจ java အတွင်းမြင်တွေ့သမျှအရာအလုံးကိုအရှင်တွေ့နေရပြီးသိသက်သမျှအလုံးကိုလည်းအရှင်သိနေပါပြီခြေသူပြု၍ကျွန်ုပ်ကိုအရှင်ဤတပည့်ဖြစ်လက်ခံပေးတော်မူပါလို့ရှောက်တင်ခဲ့ပါတယ်နေနံမင်းဟာသူဟာယထာကိုစီးပြီးတနေ့လုံးကောင်းကင်မှာအချိန်နဲ့ရွေလျားနေရတဲ့အတွက်ပညာသင်ပေးဖို့အချိန်မရှိဘူးဆိုပြီးညှင်းဆိုခဲ့ပါတယ်ဟာနုမန်ကဒီကိစ္စအတွက်အခက်အခဲမရှိကြောင်းဝမ်းမြောက်ဝမ်းသာနဲ့ပြန်ဖြေခဲ့ပါတယ်အရှင်ကောင်းကင်မှာခရီးနှင်နေတဲ့အချိန်မှာပဲကျွန်ုပ်ကိုတင် जा ပေးနိုင်ပါတယ်ကျွန်ုပ်ကအရှင်ကိုမျက်နှာမူပြီးနောက်ပြန်ရွေ့သွားမှာပါအရှင်ရဲ့အချိန်နဲ့အညီလိုက်ပါသွားမှာဖြစ်လို့အရှင်နှုတ်ပြားကနေဓာတ်ရိုက်သင်ခန်းစာတွေကိုရရှိနိုင်မှာဖြစ်ပါတယ်နေနံမင်းဟာနုမန်ရဲ့နဖျားဆန်တဲ့တဘာဝနဲ့ထူးခြားတဲ့စွမ်းရည်များကိုကောင်းစွာသိရှိထားတာကြောင့်လိုလိုလားလားပဲလက်ခံသဘောတူညီခဲ့တယ်လို့ဆိုပါတယ်အဲဒါကြောင့်9နှစ်သားအရွယ်ဟာနုမန်ဟာသူ့ရဲ့ခန္ဓာကိုယ်ကြီးမားအောင်ပြုလုပ်ပြီးခြေတစ်ဖက်ကိုအရှေ့ဘက်တောင်တန်းများပေါ်မှာထားပြီးတစ်ဖက်ကိုအနောက်ဘက်တောင်တန်းများပေါ်မှာထားကနေမင်းဘက်ကိုမျက်နှာမူခဲ့ပါတယ်ပြီးတော့ဟာနုမန်ဟာနေမင်းရဲ့ယထာရှိမှဂျိုးတလုံးလိုလှက်ဘက်ခါနေရဲ့အလင်းရောက်ကိုခံနိုင်ရည်ရှိတာနဲ့ပညာသင်ယူခဲ့တယ်လို့ဆိုပါတယ်ဒီလိုပုံစံမျိုးနဲ့ပညာသင်ကြားခဲ့တဲ့ဟာနုမန်ဟာဗေဒာကျမ်း၄မျိုးဒါသနိကဗေဒ6မျိုးအနုပညာ64ရက်နဲ့တရဏကျမ်းများမှလျှို့ဝှက်စမ်းကြသောအတတ်ပညာ108ခုကိုအချိန်တိုအတွင်းအမှားရင်းမရှိအလူကျက်မှတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်နောက်ဘာရှင်းတစ်ခုမှာတော့ဟာနုမန်ဟာအလူဉဏ်ကောင်းတာကြောင့်ပညာရက်တစ်ခုလုံးကိုရက်သက်2ပတ်အတွင်းသင်ယူတက်မြောက်ခဲ့တယ်လို့ဖော်ပြထားပါတယ်ဒါပေမဲ့နေနံမင်းသူရိယကအရှင်ရှိပါရဲ့အစိပ်ပိုင်းဖြစ်တဲ့ထူးခြားတဲ့သူ့ရဲ့တပည့်ကိုဆရာတပည့်တန်ရောစဉ်ကြောင့်လမ်းခွဲဖို့မဝင်မရဲဖြစ်နေခဲ့တယ်လို့ဆိုပါတယ်ဒါကြောင့်သူဟာသူ့ရဲ့တပည့်ကိုပြန်မလို့ချင်တာကြောင့်ဟာနုမန်သင်ယူထားတဲ့ပညာရည်များကိုမေ့သွားစေအောင်အချိန်ချင်းလှုပ်ဆောင်ခဲ့ပြီးသင်ခန်းစာများကိုလည်းလာပေါင်းများစွာကြာမြင့်အောင်အချိန်ဆွဲခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့ဟာနုမန်ရဲ့နာခံမှုနဲ့စီးကပ်မှုကြောင့်အလွန်နှစ်သက်သွားခဲ့ပြီးသူ့ကိုသွားခင်ပေးလိုက်ခါဟာနုမန်ရဲ့နာမည်ကိုရွတ်ဆိုသူများဟာလည်းသင်ခန်းစာများကိုဘယ်သောအခါမှမေးလျော့တော့မီမဟုတ်ဟုသောစုကိုပေးသနာခဲ့ပါတယ်တောအုပ်ထဲမှာနေအနှဲငယ်ကြာနေပြီးတဲ့နောက်မှာဟာနုမန်ကဘဝဆိုတာတောထဲမှာစားလိုက်ကစားလိုက်နဲ့ပြီးသွားတာမျိုးထက်ပိုပြီးအတိတ်ပဲရှိတဲ့နယ်ဆိုပြီးကိုတွေးနေခဲ့ပါတယ်သူဟာလောကကြီးကိုကြည့်ရှုဖို့နဲ့သူတော်စင်ကြီးတွေနဲ့တွေ့ဆုံဖို့ဆန္ဒပြင်းပြနေခဲ့ပါတယ်အဲဒါကြောင့်သူဟာစိတ်ထဲကနေတဆင့်ဖားခင်ဖြစ်သူလေနံမင်းကိုအကူအညီတောင်းခံခဲ့ပါတယ်
လေနံမင်းကလည်းသူ့ရဲ့တောင်းဆိုချက်ကိုသဘောတူညီခဲ့ပြီးအမှန်ပဲမင်းဒီနေရာကနေထွက်သွားဖို့အချိန်တန်ပြီဒါပေမဲ့မင်းဘယ်နေရာကိုမှမသွားခင်အိမ်အောင်ပြုစေခြင်းနဲ့ပြီးမှမင်းကစ်ကင်ဒါလို့ခေါ်တဲ့မြောက်တွေရဲ့တိုင်းပြည်ကိုသွားနိုင်တဲ့အဲ့ဒီမှာဘာလီလို့ခေါ်ပြီးအစွမ်းထက်တဲ့ကြီးမြတ်တဲ့မြောက်ဘရင်တကောင်ရှိတယ်သူ့မှာစူဂရီဗာလို့ခေါ်တဲ့ညီကိုတယောက်ရှိတယ်သူနဲ့မိတ်ဖွဲ့လိုက်ပါဒါဆိုရင်တော့မင်းဟာကြော်ကြားမှုနဲ့ကံကောင်းခြင်းတွေကိုအသေးချာရရှိလိမ့်မယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့ဟာနုမန်ဟာအရှင်ကျွန်တော်အိမ်အောင်တဲ့ဘဝကိုလုံးဝစိတ်မဝင်စားပါဘူးကျွန်တော်ဟာဗျမဆိုတရားသို့မဟုတ်ကာမဂုဏ်တို့ကိုစွန့်လွတ်ဖို့ဂရိသစ္စာပြုထားပြီးအဲ့ဒီဂရိကိုဘယ်တော့မှမဖျက်ဆီးပါဘူးဒါပေမဲ့အရှင်ရဲ့တခြားအကြံဉာဏ်အတွက်တော့ဝမ်းသာမိပါတယ်ကျွန်တော်နောက်ထပ်မဆိုင်မတော့ပဲဘာလီရဲ့တိုင်းပြည်ကိုချက်ချင်းထွက်ခွာပါမယ်လို့ပြတ်သွားစွာပြောဆိုလိုက်ရင်ဟာနုမန်ရဲ့မဟာဆွန်သားကန်းကြီးကဒီနေရာမှာပဲစတင်လိုက်ပါတယ် For the fakeness, if you wanna play tough and wanna hate this, I'll always show up. I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up. အန်တိုနီစီယိုရဲ့အင်္ဂလိပ်ဘာသာပြန်ပေ126ကဖော်ပြချက်အရဟူခုံးဟာသမုတ်တရာကြီးကိုဖျက်ကျော်လာခဲ့ပြီးတောင်ပိုင်းစပူဒီဘတိုက်ကမြို့တစ်မြို့ကိုရောက်ရှိခဲ့ပါတယ်သူရောက်ရှိလာတာကိုမြင်တဲ့အခါမှာလူတွေကကြောက်လန့်တကြားထွက်ပြေးကုန်ကြပါတယ်သူဟာထွက်မပြေးနိုင်တဲ့လူတစ်ယောက်စီကိုသွားကအဝတ်စားတွေကိုချွတ်ယူခဲ့တယ်လို့ဆိုပါတယ်ဟူခုံးဟာသူ့ဘဝမှာတွန်တင်တဲ့သူမရှိပဲကြီးပြင်းခဲ့ရတာကြောင့်အရာအလုံးဟာအသေးစမ်းတွေဖြစ်နေခဲ့ပါတယ်ဒါပေမဲ့သူဟာသူ့ကိုယ်သူယုံကြည်မှုရှိစွာနဲ့လူတွေရဲ့အပြုမူနေထိုင်ပုံတွေကိုစ조사ကအတူယူနေထိုင်ရင်ဖြစ်တယ်လို့အိတ်ဖြစ်တယ်လို့စားနဲ့သူ့ကိုပညာသင်ပေးမဲ့သူကိုတမျိုးဝင်တမျိုးထွက်ရှာဖွေကာနဲ့6နှစ်တောင်ကြာသွားကြတယ်လို့ဆိုပါတယ်မဟာအနောက်ဘက်သမုတ်တရာကြီးကိုရောက်ရှိသွားတဲ့အခါမှာတော့သူဟာသမုတ်တရာတစ်ဖက်မှာမသေးမျိုးတွေတေချာပေါင်းနေထိုင်ကြလိမ့်မယ်လို့တွေးတောခဲ့ပြီးဖောင်တစ်ခုကိုတိဆောက်ခအနောက်ဘက်အပါယာကောတီနာယာတိုက်ကိုရောက်တဲ့အထိသမုတ်တရာကိုကြော်ဖြတ်ခဲ့ပါတယ်ကမ်းပေါ်ကိုရောက်တဲ့အခါမှာတော့သူဟာတောအုပ်ကြီးတစ်ခုကိုတွေ့ခဲ့ပါတယ်အဲ့ဒီအချိန်မှာတချင်းဆိုနေတဲ့အတန်ကိုကြားသွားခဲ့ပြီးတချင်းထဲမှာလည်းမသေးမျိုးနဲ့ပတ်သက်တဲ့စာသားတွေပါနေတဲ့အတွက်သူဟာမသေးမျိုးဖြစ်လိမ့်မယ်လို့ကောက်ချက်ချကအတန်ရှိရာနောက်ကိုလိုက်သွားခဲ့ပါတယ်အဲ့ဒီအတန်ကတော့တောထဲကထင်းခုတ်သမားစီကဖြစ်ပါတယ်ထင်းခုတ်သမားကိုမေးမြန်းလိုက်တဲ့အခါမှာတော့သူ့ကိုဒီတချင်းတင်ပေးတဲ့သူကမသေးမျိုးတဦးဖြစ်ကြောင်းနဲ့သူ့စီကိုသွားဖို့လမ်းညွှန်ပေးခဲ့ပါတယ်ဟူခုံးကဆရာကြီးရှိဖူတီစီရောက်တဲ့အခါမှာတော့သူ့ကိုပညာသင်ကြားပေးဖို့တောင်းဆိုလိုက်ပါတယ်ဆရာကြီးကမင်းဘယ်ကလာတာလဲလို့မေးလိုက်တဲ့အခါမှာဟွာကော်တောင်ကဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်အဲ့ဒီအခါမှာဆရာကြီးရှိဖူတီကဟွာကော်တောင်နဲ့ဒီနေရာနဲ့ဆိုသမုတ်တရာကြီးနှစ်ခုချားနေပြီးတောင်ပိုင်းစပူဒီဘတိုက်တစ်ခုလုံးရှိနေတာလေမင်းကလိန်ညာနေတာပဲလို့ပြောခဲ့ပါတယ်ဝူခုံးကသူဟာလိန်ညာနေခဲ့တာမဟုတ်ကြောင်းနဲ့သူပညာသင်ဖို့ရှာနေတာ10နှစ်ကျော်ကြာသွားခဲ့ပြီဖြစ်ကြောင်းပြောခဲ့ပါတယ်ဒီအခါဆရာကြီးကမျိုးရိုးနာမည်နဲ့မိဘတွေအကြောင်းမေးလိုက်တဲ့အခါမှာတော့ကျွန်တော်မျိုးဟာမိဘမဲ့ဖြစ်ပြီးမျိုးရိုးလည်းမရှိကြောင်းပြောပြခဲ့ပါတယ်အဲ့ဒါကြောင့်ဆရာကြီးကစွန်းဦးခုံးဆိုပြီးနာမည်ပေးလိုက်ပြီးတပည့်အဖြစ်လက်ခံခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဆရာကြီးရှိဖူတီကဟူခုံးကိုပညာသင်ကြားပေးခဲ့ပါတယ်ပညာတွေတက်မြောက်သွားတဲ့အခါမှာဟူခုံးကကျောင်းတော်ထဲမှာတငယ်ချင်းတွေကိုသူ့ရဲ့ရုပ်ပြောင်းရုပ်လက်အတတ်ပညာကိုပြသနေခဲ့ပါတယ်အဲ့ဒီအချိန်မှာဆရာကြီးရောက်ရှိလာခဲ့ပြီးဟူခုံးကိုစုံမပါတော့တဲ့ဟူခုံးကခွင်းလို့ဖို့တောင်းပန်တဲ့အခါမှာတော့ဆရာကြီးကဒီလိုပြောခဲ့ပါတယ်ငါမင်းကိုစိတ်မဆိုးပါဘူးဒါပေမဲ့မင်းဒီကထွက်သွားဖို့အချိန်တန်ခဲ့ပြီလို့ပြောခဲ့ပါတယ်ဟူခုံးကသူ့တောင်ကနေထွက်လာတာအနည်း20ရှိသွားပြီဖြစ်ကြောင်းနဲ့သူ့တောက်လိုက်နောက်ပါတွေကိုသတိရပင်မဲ့ဆရာကြီးကိုကျေးဇူးမဆက်ရသေးကြောင်းငိုယိုပြီးပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာဆရာကြီးကဘာပြန်ပြောလဲဆိုတော့ငါ့ကိုကျေးဇူးဆက်စရာမလိုပါဘူးမင်းရှာတဲ့ပြဿနာတွေတဲ့ငါ့ကိုဆွဲမထည့်ရင်ကိုရပါပြီမင်းဒီကထွက်သွားလို့ရှိရင်မကောင်းမှုတွေအများကြီးလုပ်နိုင်မယ်မင်းဘလောက်ဆိုရတဲ့မကောင်းမှုတွေကိုပဲလုပ်ငါကယူမဆိုင်ဘူးအေးဒါပေမဲ့ဒီပညာတွေဘယ်အတက်လာတယ်လို့မေးခဲ့လို့ရှိရင်ငါသင်ပေးတာလို့သာမပြောမိစေနဲ့မင်းတကယ်လို့ပြောလိုက်တယ်ဆိုတာနဲ့ငါတန်းသိမှာပဲမင်းပါဇက်ကစကလုံးတစ်လုံးလောက်ထွက်လိုက်တာနဲ့
ငါမင်းကိုအရှင်လက်လက်အရေကုန်ခွာပြစ်မယ်ဆိုတာတေချာပေါက်မှတ်သားထားပါတနာစရာမြောက်ကလေးမင်းရဲ့အယိုးတွေကိုအကုန်ရိုက်ချုပ်ပြီးမင်းရဲ့ဝိညာဉ်ကိုဆင်းရဲဒုက္ခပေါင်း16000ခံစားရပြီးရင်တောင်ဘယ်တော့မှပြန်လွတ်မြောက်နိုင်မှာမဟုတ်တဲ့ကိုးတဲ့မှောင်မိုက်တဲ့အရက်စီကိုနှင်ထုတ်ပြစ်မယ်လို့ဆရာကြီးရှိဘူးဒီကပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာဝူခုံးကဆရာကြီးကိုကျွန်တော်ဆရာကြီးရဲ့အကြောင်းကိုဘယ်တော့မှထုတ်မပြောပါဘူးတကယ်လို့မေးလာခဲ့ရင်လည်းဓာရီအားလုံးကိုကျွန်တော်ဘာသာတင်ယူခဲ့တာလို့ပဲပြောပါမယ်လို့ဂရီပေးခဲ့ပြီးဆရာကြီးကိုဦးချကဝမ်းနဲ့မျက်ရည်များနဲ့နှုတ်ဆက်ထွက်ခွာလာပြီးစွန့်ဦးခုံရဲ့မဟာဆွန်သားကန်းကြီးဟာစတင်ခဲ့ပြီပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာလေးတစ်ခုရှိပါတယ်ဟူခုံးအတွက်တော့အန်တိုနီစီယူရဲ့ The Journey to the West ကိုအဓိကထားကိုးကားသွားမှာဖြစ်ပါတယ်ဒါပေမဲ့ဟာနုမာအတွက်ကြတော့ The Vamiki ယာမာယာနာတစ်ခုတည်းကိုပဲကိုးကားဖို့မလုံလောက်ပါဘူးကျွန်တော်တို့ကြည့်ဘူးတဲ့ဟာနုမန်စီရီးတောင်မှကျန်းတစ်ခုတည်းကကိုးကားထားတာမဟုတ်ပါဘူးပုံပြင်တွေနဲ့ကိုယ်ပိုင် secret တွေပါထည့်ထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျန်းတွေရောဗဇက်ရာသွင်းနေပါတဲ့ဟာနုမန် The Devotion and Power of the Monkey God စာအုပ်ကိုအဓိကထားပြီးကိုးကားတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ TV series တွေကတူတာတွေပါမှာဖြစ်တယ်လို့မတူညီတဲ့ fact တွေလည်းပါမှာဖြစ်ပါတယ်ဒါလေးကိုပြောပြချင်တာပါကဲအဲ့တော့နှစ်ယောက်စလုံးရဲ့မသိမျိုးစွမ်းရည်တွေကနေစပါမယ်ဟာနုမန်ရဲ့မသိမျိုးစွမ်းရည်ဝါနာမာလီရဲ့ Page 47ကဖော်ပြချက်အရအရှင်ရှိပါဟာနုမန်ကိုအမြဲတမ်းသက်ရှိထင်ရှားရှိသူအဖြစ်သတ်မှတ်ပေးခဲ့ပြီးဘယ်လက်နက်နဲ့မှအသက်မခံရစေရဆိုတဲ့အမြင့်မြတ်ဆုံးဆုကိုပေးသနာခဲ့ပါတယ်အရှင်မြမာကလည်းမြမလက်နက်နဲ့မသေးသေးရဆိုတဲ့ဆုကိုပေးရခဲ့ပြီးစัจ java တက်တန်းကာလတစ်ခုတိုင်အောင်ခန္ဓာကိုယ်တည်တတ်နေစေရမယ်ဆိုတဲ့ဆုကိုပေးရခဲ့ပါတယ်ကုဝေဒနာမင်းကလည်းစစ်ပွဲအတွင်းဘယ်လက်နက်မဆိုအထူးသဖြင့်ဒုတ်သို့မဟုတ်တင်းပုံနဲ့သူ့ကိုမတတ်နိုင်သေးရပဲတိုက်ပွဲအတွင်းမှာလည်းဘယ်သောအခါမှမောပန်းချင်းမရှိသေးရဆိုတဲ့ဆုကိုပေးခဲ့ပါတယ်အဲ့ဒီဆုတွေကြောင့်ဟာနုမန်ဟာဘယ်လက်နက်နဲ့မှတက်လို့မရတော့ပဲစัจ java ကာလတက်တန်းတစ်ခုတိုင်အောင်အသက်ရှင်သွားမှာပဲဖြစ်ပါတယ်တချို့ဘာရှင်းနေမှာဆိုရင်ဟာနုမန်ဟာစัจ java ကြီးပျက်စီးသွားရင်တောင်ရှင်တန်နေအောင်မလို့ဆိုကြပါတယ်ဟူခုံးရဲ့မသိမျိုးစွမ်းရည်အန်တိုနီစီယိုရဲ့အင်္ဂလိပ်ဘာသာပြန်ပေ181ကဖော်ပြချက်အရဟူခုံးဟာနတ်မက်မွန်သီးတွေကိုစားခဲ့ပါတယ်အဲ့ဒါတွေကတော့အနှစ်3000မှာတစ်ကြိမ်မှဲ့တဲ့မက်မွန်သီးငယ်တွေကိုစားသုံးပြီးတဲ့အတွက်ခန္ဓာကိုယ်ပေါ်ပါကျန်းမာပြီးလမ်းစဉ်ကိုနားလည်တဲ့မသိမျိုးဖြစ်လာခဲ့ပါတယ်နှစ်6000မှာတစ်ကြိမ်မှဲ့တဲ့မက်မွန်သီးတွေကိုစားသုံးခဲ့လို့ဘယ်တော့မှအုံမေးခြင်းမရှိတော့ပဲအနှစ်9000မှာတစ်ကြိမ်သာမှဲ့ခဲ့တဲ့ခံရမ်းရောင်အကျော်ပါဝင်တဲ့မက်မွန်သီးကြီးတွေကိုပါအဝါစားခဲ့တဲ့အတွက်ဟူခုံးရဲ့တက်တန်းဟာကောင်းကင်ကဘာမြေနေနဲ့လာတို့ရဲ့တက်တန်းနဲ့အမျှအသက်ရှည်ခြင်းဆိုတဲ့စัจ java တက်တန်းနဲ့ဒန်းတူဖြစ်သွားစေပါတယ်မသေးသေးလုံးစားသုံးခြင်းဟူခုံးဟာတူရိတာနန်းတော်မှာရှိတဲ့ထိုက်ရှန်လောင်ကျွန်းရဲ့အာကရိတ်ဖိုရဲ့ဘေးကဘူးသီးကြောင်၅ဘူးမှာရှိသမျှမသေးသေးလုံးအားလုံးကိုပဲလော်စားသလိုတပြုံတစ်ခေါင်းအကုန်စားပစ်ခဲ့ပါတယ်ပြီးတော့နတ်ဝိုင်များကိုလည်းတောက်ခဲ့တာကြောင့်ဟူခုံးရဲ့ခန္ဓာကိုယ်ဟာဘယ်လက်နဲ့မှဖျက်ဆီးလို့မရတဲ့စိန်ခန္ဓာကိုယ်ကိုရရှိသွားခဲ့ပါတယ်ပြီးတော့ဟူခုံးဟာနံမီးဖို့ထဲမှာမီးရှို့ခံခဲ့ရတဲ့တက်ရောက်မှုကြောင့်မီးလျက်မျက်လုံးနဲ့စိန်တငယ်အိမ်ကိုရရှိခဲ့ပါတယ်အဲ့ဒီမျက်လုံးဟာမိစ္ဆာတွေရဲ့မှော်အတက်ကိုရောင်ဖြောက်မှုနဲ့မိစ္ဆာအသွင်များကိုထိုးပေါက်မြင်နိုင်တဲ့စွမ်းဆောင်ရည်ကိုရရှိသွားတာပဲဖြစ်ပါတယ်ဟာနုမန်ရဲ့မသိမျိုးခန္ဓာဝါနာမာလီရဲ့ Page 48ကဖော်ပြချက်အရမီးနတ်မင်းဟာနုမန်ကိုမီးနတ်ပတ်သက်ပြီးဘေးမဖြစ်စေရဆိုတဲ့ဆုကိုပေးခဲ့ပါတယ်ဒါကြောင့်ဟာနုမန်ဟာမီးကြောင့်ဘေးရန်တဲ့ကြားရောက်တော့မှာမဟုတ်ပါဘူးရေနမင်းဝါယုနာကလည်းရေနဲ့ပတ်သက်ပြီးဘေးမဖြစ်စေရဆိုတဲ့ဆုကိုပေးခဲ့ပါတယ်ဒါကြောင့်ဟာနုမန်ဟာမီးနဲ့ရေကြောင့်
ဘေးဖြစ်မှာကိုစိုးရိမ်တရားမလိုတော့ပါဘူးယမမင်းကလည်းဟာနုမန်ကိုယောဂဗျာများကနေကင်းလွတ်ခွင့်ပေးခဲ့ပြီးဘယ်ယောဂမှသူ့ကိုမနှိမ့်ဆက်နိုင်သေးရဆိုတဲ့စုအပြင်သူ့ရဲ့တေရမဲ့အချိန်ကိုလည်းသူကိုယ်တိုင်ရွေးချယ်နိုင်တဲ့စွမ်းရည်ကိုပေးသနာခဲ့ပါတယ်ဟူခုံးရဲ့မတင်မျိုးကျင့်စဉ်အန်တိုနီစီယူရဲ့အင်္ဂလိပ်ဘာသာပြန်ပေ138ကဖော်ပြချက်အရဆရာကြီးရှိဖူတီဟာဟူခုံးကိုအသွင်ပြောင်း82မျိုးမတင်ပေးခင်မှာမတင်မျိုးကျင့်စဉ်ကိုအရင်တင်ပေးခဲ့ပါတယ်အဲ့ဒီကျင့်စဉ်အရမိမိအလိုရှိသလိုမတင်နိုင်တဲ့နတ်ပြမဖြစ်လာစေပါတယ်ကျင့်စဉ်ကြောင့်ဟူခုံးဟာရုပ်ရည်အသွင်ပြင်ဘယ်တော့မှအိုမင်းပျက်စီးခြင်းမရှိဘဲတည်တံ့ခြင်းနဲ့မီးနဲ့ရေဘေးဒုက္ခများကနေမပျက်စီးနိုင်ခြင်းယောဂဝေဒနာအလုံးကင်းစင်ခြင်းဆိုတဲ့အခြေခံခုခံနိုင်စွမ်းများကိုရရှိခဲ့ပါတယ်ဟူခုံးနဲ့ယမမင်းရဲ့ဆက်ဆံရေးတနေ့မှာတော့ဟူခုံးမူးပြီးအိပ်ပျော်နေတော့ငရဲပြည်ကနေဟူခုံးရဲ့ဝိညာဉ်ကိုလာခေါ်ခဲ့ပါတယ်ဟူခုံးအမှုပြေတဲ့အချိန်မှာတော့ငရဲပြည်ကိုရောက်ရှိနေတာကိုတည်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာဟူခုံးကဒီလိုပြောခဲ့ပါတယ်ငါဟာလောက၃ပါးနဲ့ဓာတ်ကြီး၅ပါးကိုကြော်လွန်လွတ်မြောက်ပြီးသားဖြစ်တယ်ဒါကြောင့်ငါကယမမင်းရဲ့စီရင်ပိုင်ခွင့်အောက်မှာမရှိတော့ဘူးသူတို့ကဘာဖြစ်လို့ဒီလောက်အူတူတူဖြစ်ပြီးငါ့ကိုလာဖမ်းကျင်ရတာလဲလို့ဆိုပါတယ်ဒါပေမဲ့ဖမ်းလာတဲ့ငရဲသားတွေကအဖတ်မလုပ်ခဲ့ပါဘူးအဲ့ဒါကြောင့်ဟူခုံးဟာငရဲပြီးမှစတင်တောင်းကျမ်းခဲ့ပါတယ်ယမမင်းကြီးပါဝင်ငရဲမင်း10ပါးစလုံးကကြောက်လန့်ကုန်ကြပြီးဟူခုံးကိုတေစရင်မှတ်တမ်းတွေထုတ်ပေးခဲ့ရပါတယ်ဒါပေမဲ့ပုံမှန်တေစရင်ထဲမှာဟူခုံးရဲ့နာမည်ကိုမတွေ့ခဲ့ရပါဘူးထူးခြားမှတ်တမ်းထဲမှာတော့ဟူခုံးရဲ့ဖြစ်တည်မှုကိုကောင်းကင်ဘုံကမွေးဖွားလာတဲ့ကြောက်တုံးမြောက်လို့တရားဝင်ကပီးတင်ထားခဲ့ပါတယ်ဒါကြောင့်ဟူခုံးဟာသူ့ရဲ့နာမည်ကိုမှတ်တမ်းထဲကနေဖြတ်ခဲ့ပါတယ်ဟာနုမန်ရဲ့ခန္ဓာကိုယ်ကြီးမားတဲ့စွမ်းရည်ဝါနာမာလီရဲ့အင်္ဂလိပ်ဘာသာပြန်ပေ113ကဖော်ပြချက်အရဟာနုမန်ဟာတီရာစီကိုတွားဖို့ပင်လယ်ကြီးကိုခုန်ကူးဖို့အတွက်သူ့ရဲ့တကိုးစွမ်းဆောင်ရည်တွေကိုပြန်လည်သတိရသွားတဲ့အခါမှာတော့ခန္ဓာကိုယ်ကိုကြီးထွားအောင်ပြုလုပ်ခဲ့ပါတယ်စာအုပ်ထဲမှာသူ့ရဲ့ခေါင်းဟာကောင်းကင်ဘုံကိုထိလူနီးပါးကြီးမားသွားတယ်လို့ဖော်ပြထားပါတယ်သူ့ရဲ့မျက်နှာဟာထွက်ဆပြုတ်နေတဲ့နေမင်းကြီးလိုရဲရဲတောက်နေပြီးမျက်လုံးတွေကလည်းကောင်းကင်ကဂျိုတာယာကြီးတွေလိုတောက်လောင်နေတယ်လို့ဆိုပါတယ်ဟာနုမန်ဟာမြောက်စစ်သည်တွေကိုဒီလိုပြောခဲ့ပါတယ်ငါဟာစัจ java ရဲ့ဗဟိုဝင်ရိုးဖြစ်တဲ့မေရုတောင်သို့မဟုတ်မြင့်မို့တောင်ကိုပက်ပက်လဲအလွယ်တကူပြန်တန်းနိုင်တယ်ငါဟာကောင်းကင်ယံမှာအရှိန်အဟုန်နဲ့သွားနေတဲ့တောက်လောင်နေတဲ့နေမင်းကြီးကိုပင်အသာသီးနဲ့ကြော်တက်သွားနိုင်တယ်လို့ဆိုပါတယ်ပြီးတော့ဟာနုမန်ကပင်လယ်ကိုဖျက်ကျော်မဲ့ခုံပြန်မှုကိုလည်းငါခုံလိုက်တဲ့အခါထွက်ပေါ်လာမဲ့ခန္ဓာကိုယ်အတွင်ဟာအရှင်ဘိသနိုးသရိဝိယမအသွင်တော်ယူပြီးခြေလန်း၃လန်းတဲ့နဲ့၃လောကစလုံးကိုတိုင်းတာတိမ့်ပိုက်စဉ်ကပုံတရံနဲ့ထပ်တူညီလိမ့်မယ်လို့ဆိုပါတယ်ဒါဟာဟန်နုမာရဲ့ခွန်အားနဲ့ပုံတရံဟာဟိန္ဒူဒန္နာရဲ့အမြင့်မြတ်ဆုံးဖျားတွေကတပါးဖြစ်တဲ့အရှင်ဘိသနိုးရဲ့စัจ java အဆင့်တကိုးတော်နီးပါးအစွမ်းထက်ကြောင်းဖော်ပြထားခြင်းဖြစ်ပါတယ်ဟာနုမန်ဟာကမ်းခြေမှာရှိတဲ့မဟိရတောင်ထိပ်ကိုသွားဖို့အတွက်တောင်ကိုခုန်ကူးတဲ့အခါမှာသူ့ရဲ့ခြေလိုင်းတိုင်းမှာပါဝင်တဲ့တုံးပြန်မှုဟာအလွန်ကြောက်စရာကောင်းပါတယ်သူ့ရဲ့စွမ်းရည်ပြည့်စုံမှုကြောင့်တောင်ထိပ်တစ်ခုကနေတစ်ခုကိုခုန်ကူးတဲ့အခါမှာအဲ့ဒီတောင်ထိပ်တွေကိုပန်းပွင့်တပွင့်ရဲ့ရိုးတံကိုချိုးဖက်ရတယ်လို့လွယ်လွယ်ကူကူခြေမွတ်ပျက်စီးသွားစေခဲ့ပါတယ်ဒါ့အပြင်မဟိရတောင်ထိပ်ကနေပင်လယ်ကိုခုန်ကူးဖို့အားယူလိုက်တဲ့အခါမှာဖိအားကြောင့်တောင်ကြီးတစ်ခုလုံးအကွဲသွားပြီးတောင်အောက်ခြေကစမ်းရည်တွေမြေအောက်ရည်တွေအကုန်လုံးအပြင်ကိုပန်းထွက်ကုန်ပါတယ်တစ်ပင်တောအုပ်တွေပါအမြင့်ကနေကျွတ်ထက်ကုန်တယ်လို့ဖော်ပြထားပါတယ်ဟူခုံးရဲ့ခန္ဓာကိုယ်ကြီးမားတဲ့စွမ်းရည်ဟူခုံးဟာမျက်စိ၃လုံးနဲ့မြင်အလန်နဲ့တိုက်ခိုက်ရပါတယ်အဲ့ဒီတိုက်ပွဲမှာဟူခုံးနဲ့အလန်ဟာခန္ဓာကိုယ်ကြီးမားပြီးတိုက်ခိုက်ခဲ့ကြပါတယ်အဲတုန်းကဟူခုံးရဲ့ခန္ဓာကိုယ်ကြီးဟာအမြင့်ပေ3သိန်းလောက်ရှိတယ်လို့ဖော်ပြထားပါတယ်အဲ့ဒီပညာကိုကောင်းကင်နဲ့မြေကမ္ဘာကိုအတူယူတာသောအတက်လို့ခေါ်ဆိုတဲ့စัจ java အဆင့်အသွင်ပြောင်းလဲမှုဖြစ်ပါတယ်ဟူခုံးဟာခန္ဓာကိုယ်ကြီးထွားလာတာနဲ့အမျှသူ့ရဲ့ရွှေဒုတ်ကလည်းကဘာဦးတောင်ကြီးဖြစ်တဲ့ကွန်လွန်တောင်ရဲ့ထိပ်မှာရှိတဲ့ကောင်းကင်ကြီးကိုထောက်ထားတဲ့တိုင်လုံးကြီးအတိုင်းကြီးထွားအောင်ပြုလုပ်ကင်ဆွဲခဲ့တယ်လို့ဆိုပါတယ်
မြင်သာအောင်ပြောရရင်ဟူခုံးနဲ့အလန်တို့ဟာနှစ်ယောက်စလုံးကဘာမြေပေါ်မှာမတ်တက်ရလိုက်ရင်သူတို့ရဲ့ခေါင်းနဲ့ပကုံးဟာတိမ်တိုက်တွေအားလုံးကိုကျော်လွန်ပြီးလေရုရဲ့ဒုတိယအလွှာဖြစ်တဲ့အိုသုံးလွှာတဲ့အထိရောက်ရှိသွားမှာဖြစ်ပါတယ်ဟာနုမန်ရဲ့ခွန်အားဝါနာမာလီရဲ့အင်္ဂလိပ်ဘာသာပြန်ပေ214ကဖော်ပြချက်အရလက္ခဏာမင်းသားဒဏ်ရာရနေတဲ့အချိန်မှာဟိမဝင်တာတောင်တန်းမှာဆင်းမြစ်သွားရှာခဲ့ရပါတယ်ဒီနေရာမှာလူတော်များများသိတဲ့ဒေါနာဂေရီတောင်ကိုမားတယ်ဆိုတဲ့ဖတ်ထက်ဝါနာမာလီတဲ့ကဖက်ကိုယူသုံးမှာဖြစ်ပါတယ်ဆင်းမြစ်ရှာရင်းနဲ့ဟာနုမန်ဟာမိုးလင်းသွားမှာကိုစိုးရိမ်တဲ့အတွက်သူဟာမိုးကုတ်ဆက်ဝိုင်းစီကိုအမြန်သွားကလောက်ကိုပါးစပ်နဲ့ဖမ်းချုပ်လိုက်ပြီးနေကိုဂျိုင်းကြားထဲမှာညှက်ထားခဲ့တယ်လို့ဆိုပါတယ်ဒါတင်မကသေးပါဘူးသူဟာဟိမဝင်တာတောင်တန်းကအမြင်ပိုင်းမှာတည်ရှိနေတဲ့ဒေါနာဂီရီတောင်ထိပ်ကိုတွားရောက်ခါဆင်းမြစ်ရှာဖို့အချိန်မလုံလောက်တော့တဲ့အတွက်တောင်ထိပ်ကိုအသာအယာမယူလာခဲ့တယ်လို့ဆိုပါတယ်ယာမားတို့စီပြန်ရောက်ပြီးလက္ခဏာကိုကူးတာပေးတဲ့အချိန်ရောက်မှယာမကကောင်းကင်မှာနေရောလာရောမတွေ့တော့လို့ဒီနတ်ဖျားအလင်းလုံးတွေဘာဖြစ်သွားတာလဲလို့မေးလိုက်ပါတယ်အဲ့ဒီအချိန်မှာဟာနုမန်ဟာအနှဲငယ်ရှဲယုံတယ်လို့ဖြစ်သွားခဲ့ပါတယ်ပြီးတော့ပါဇက်ကိုဟားလိုက်ပြီးလက်ကိုထုတ်လိုက်ခါဂျိုင်းကြားတဲ့ကနေအိုဝါပြန်လှုပ်ပေးလိုက်တယ်လို့ဆိုပါတယ်ယာမာယနာထဲမှာဟာနုမန်တည်ဆောင်လာခဲ့တဲ့ဒေါနာဂီရီတောင်ဟာအိန္ဒိယနိုင်ငံမြောက်ပိုင်းဥဒ္ဒရခန္ဓာပြည်နယ်ဟိမဝင်တာတောင်တန်းကြီးရဲ့အဲမှာအမှန်တကယ်တည်ရှိနေတဲ့တောင်ကြီးတစ်လုံးဖြစ်ပါတယ်တောင်ရဲ့အမြင့်ဟာပင်လယ်ရေမျက်နှာပြင်အထက်9066မီတာမြင့်ပါတယ်ပေအားဖြင့်ပေပေါင်း2382ပေရှိပြီးဟိမဝင်တာတောင်တန်းရဲ့အလွန်မြင့်မားပြီးအန်တရယ်များတဲ့နှင်းဖုံးတောင်ထိပ်ကြီးတစ်ခုဖြစ်ပါတယ်ဒဏ္ဍာရီရဟာနုမန်ကဆေးပြင်ရှိတဲ့တောင်ရဲ့ညာဘက်ချမ်းထိပ်ပိုင်းကိုချိုးယူသွားခဲ့တာကြောင့်ဒေါနာဂီရီတောင်ရဲ့ထိပ်ပိုင်းဟာဒီနေ့ထက်အထိဓာတ်နဲ့လှီးထားသလိုပြားချက်ချက်ဖြစ်နေကြတာလို့အိန္ဒိယဒေသခံတချို့ကယုံကြည်ကြပါတယ်ဟာနုမန်ရဲ့ခွန်အားဟာတချို့သောကျမ်းတွေမှာစัจ java ယူတောင်မနိုင်တဲ့အထိအကန့်အသတ်မရှိဘူးလို့ပြောကြပါတယ်ဒါပေမဲ့စัจ java ကိုမပြခဲ့တဲ့ fee တော့မရှိခဲ့ပါဘူးဝူခုံးရဲ့ခွန်အားအန်တိုနီစီယူရဲ့အင်္ဂလိပ်ဘာသာပြန်စာမျက်နှာ129မှာဖော်ပြထားခဲ့တာလေးနဲ့စပါမယ်ငွေကြိုမိတ်ဆာဟာဝူခုံးကိုလက်ယုံချင်းမရှင်နိုင်မှန်းသိလို့ဝူခုံးရဲ့ခေါင်းပေါ်ကိုစိုးမေရုတောင်လို့ခေါ်တဲ့တောင်ကြီးကိုစင့်ခေါ်ပြချခဲ့ပါတယ်စူးမေရုတောင်ဆိုတာမြန်မာလိုဘာသာပြန်ရင်မြင့်မို့တောင်လို့အဓိပ္ပာယ်ရပါတယ်တနည်းအားဖြင့်မြင့်မို့တောင်ဆိုတာစัจ java ရဲ့ဝင်ရိုးလို့ခေါ်ပါတယ်ဝူခုံးကမြင့်မို့တောင်လို့ခေါ်တဲ့စัจ java ဝင်ရိုးကြီးကိုသူ့ရဲ့ပခုံးတစ်ဖက်ထဲနဲ့ထမ်းထားလိုက်ပါတယ်ငွေကြိုမိတ်ဆာကဝူခုံးကတောင်တလုံးကိုထမ်းပြီးတော့သူ့ကိုလိုက်တက်နိုင်သေးတယ်ဆိုတာတည်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမိတ်ဆာဟာနောက်ထပ်တောင်တလုံးကိုလည်းဝူခုံးရဲ့ခေါင်းပေါ်ကိုဆင့်ခေါ်လိုက်ပါတယ်အဲ့ဒီအီးမိန်တောင်ဆိုတာကတရုတ်နိုင်ငံစီချွန်းပြည်နယ်မှာတကယ်ရှိပါတယ်ပင်လယ်ရေမျက်နှာပြင်အထက်3099မီတာကျော်ပေအားဖြင့်1168ပေမြင့်ပါတယ်ဝူခုံးကအဲ့ဒီတောင်ကိုလည်းနောက်ထပ်ပခုံးတစ်ဖက်နဲ့ထပ်ပြီးတော့ထမ်းပြလိုက်ပါတယ်ပြီးတော့ဝူခုံးဟာတောင်နှလုံးကိုထမ်းပြီးအုတ်ကခဲရဲ့စပီနဲ့ပြေးပြလိုက်ပါတယ်အဲ့ဒီအချိန်မှာငွေကြိုမိတ်ဆာဟာအရန်တုံလှုပ်သွားပြီးဒီဘဲဟာသူကြားခဲ့ထားဘူးသလိုစောင်းရမ်းကျမ်းမာလားဆိုတာကိုသိသွားခဲ့ပါတယ်အဲ့ဒါကြောင့်သူဟာနောက်ဆုံးတောင်ဖြစ်တဲ့ထိုက်တောင်ကိုဝူခုံးရဲ့ခေါင်းပေါ်ကိုပြစ်ချပလိုက်ပါတယ်ထိုက်တောင်ဟာဝိထုထဲမှာတင်မဟုတ်ဘဲတရုတ်နိုင်ငံရှန်တုံးပြည်နယ်မှာတကယ်ရှိတဲ့တောင်ဖြစ်ပါတယ်ပင်လယ်ရေမျက်နှာပြင်အထက်9069ပေနဲ့1545မီတာမြင့်ပါတယ်ထိုက်တောင်ခေါင်းပေါ်ကိုရောက်လာတဲ့အခါမှာတော့ဝူခုံးဟာတောင်သုံးလုံးအလေးချိန်ကြောင့်မထနိုင်တော့ပါဘူးဒီနေရာမှာမြင့်မို့တောင်ကြောင့်နည်းနည်းပြောပါမယ်စုမေတုသို့မဟုတ်မြင့်မို့တောင်ရဲ့အရွယ်စားဟာတမန်ကဘာမြေပေါ်တောင်တွေနဲ့လုံးဝနှိုင်းယှဉ်လို့မရပဲစัจ java အဆင့်မှာရှိပါတယ်အမြင်အားဖြင့်ယူဒနာ8400ရှိပြီးရေအောက်ထဲကိုနှင်းမြုံနေတဲ့အနက်ကလည်းယူဒနာ8400ရှိပါတယ်တောင်ရဲ့ထိပ်ပင်ကြီးကလည်းယူဒနာ8400အကျယ်ပုံရှိပါတယ်နေနဲ့လတို့ဟာစူးမေရုတောင်ရဲ့တောင်ကပန်းအမြင့်မှာတည်ရှိကြပါတယ်စัจ java အတွင်းကနေလနက္ခတ္တရာများနဲ့ဂျိုးအလုံးဟာဒီဝင်ရိုးတိုင်ကြီးကိုဗဟိုပြုပြီးလှက်ပတ်နေရခြင်းဖြစ်ပါတယ်တချို့ကဝူခုံးကတောင်သုံးလုံးထမ်းတဲ့အချိန်မှာလဲကျသွားခဲ့လို့
ခွန်အားဟာအကန့်အသတ်ရှိတယ်လို့ထင်ကြပါတယ်သူထမ်းခဲ့တဲ့တောင်တွေကြောင်းနည်းနည်းပြောပြပါမယ်ဣမိန်တောင်တရုတ်ဗုဒ္ဓဘာသာနဲ့ဒန္နာယီနဲ့ကျမ်းဂန်တွေအရဒီတောင်ဟာတကုံးအလွန်ကြီးမားပြီးဉာဏ်ပညာနဲ့မေတ္တာကရုဏာကိုကိုစားပြုတဲ့သမဏန္ဒရဗဒ္ဒဘောဓိတတ္တာကြီးသတင်းသုံးဆံမြန်းရာမြေဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီတောင်ဟာတမန်မြေကြီးကြောက်ခဲရည်နဲ့တင်မဟုတ်ပဲဗုဒ္ဓဘာသာရဲ့တန်ရှင်းမြင့်မြတ်တဲ့ဝိညာဉ်ရေးရာစိုင်းရည်ကိန်းဝင်နေတဲ့တောင်ဖြစ်ပါတယ်ထိုက်တောင်ဒီတောင်ကတော့စัจ java ဖန်ဆင်းရှင်ပန်ကူးရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းလို့ဆိုကြပါတယ်တရုတ်ဒန္နာယီလာစัจ java နဲ့ကဘာမြေကိုဖန်ဆင်းခဲ့တဲ့ကဘာဦးနတ်ဖရာကြီးပန်ကူးကွယ်လုံချိန်မှာသူ့ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းများဟာတောင်ကြီး၅လုံးဖြစ်သွားခဲ့တယ်လို့ယုံကြည်ကြပါတယ်အဲ့ဒီတောင်၅လုံးထဲမှာအရှိဘက်မှာရှိတဲ့ထိုက်တောင်ဟာပန်ကူးရဲ့ဦးခေါင်းကနေပြောင်းလဲလာတာဖြစ်တယ်လို့ဆိုပါတယ်ဒါကြောင့်ဒီတောင်ဟာကဘာဦးစွမ်းရည်နေနဲ့ပြည့်နေနေတဲ့ကောင်းကင်ဘုံနဲ့ဩဇာအာဏာအပြည့်အဝကိန်းဝေရာတောင်ဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်တောင်သုံးလုံးသလုံးဟာနတ်ဖျားစွမ်းရည်နေနဲ့ပြည့်နေတာကြောင့်ခွန်အားသီးသန့်ကြောင့်မဟုတ်ပဲတကိုးစွမ်းရည်နေကြောင့်ဝူခုံးဟာလဲကျခဲ့ရခြင်းဖြစ်ပါတယ်ဒါကြောင့်ဝူခုံးရဲ့ခွန်အားကိုလည်းအကန့်အသတ်မဲ့လို့သတ်မှတ်လို့ရပါတယ်လျင်မြန်မှုဟာနုမန်ဟာနေနဲ့လကိုချုပ်ကင်ပြီးရာမာမင်းသားစီကိုပြန်သွားခဲ့တဲ့အချက်ကိုကိုကားတွက်ချက်မှုအရလေရဲ့အရှိန်နှုန်းဟာတနအီလျင်1282ကီလိုမီတာဝန်းကျင်ရှိပါတယ်အတန်ရဲ့အလင်းနဲ့နှိုင်းဆတွက်ချက်မယ်ဆိုရင်ဟန်နုမန်ပြန်တန်းခဲ့တဲ့အရှိန်နှုန်းဟာအတန်ရဲ့အလင်းထက်ပိုမိုမြန်ဆန်ပြီးအတန်ထက်မြန်တဲ့အရှိန်1.338ဆမြန်ပါတယ်တနည်းအားဖြင့်အတန်ထက်တစ်ဆကျော်မြန်ပါတယ်ဒါပေမဲ့သူ့ရဲ့အစုများအရစัจ java ဘယ်နေရာကိုမဆိုမိမိသွားလို့သောအလင်းနဲ့သွားနိုင်မယ်ဆိုတဲ့အချက်လည်းရှိပါတယ်ဒါပေမဲ့ဒါဟာ teleportation သဘောတရားမျိုးသာဖြစ်မယ်လို့ယူဆပါတယ်သူ့ရဲ့အလင်းကိုပြင်းထန်တဲ့လေတိုက်ခိုက်မှုနှုန်းထက်မြန်ပြီးလေနံမင်းဝါယုထက်ခွန်အားကြီးရမယ်ဆိုတဲ့စုလည်းရှိပါသေးတယ်ဟူခုံးရဲ့ speed ကိုပြောပြပေးသွားပါမယ်ဒီနေရာမှာဆရာကြီးရှိပူဒီစီကတက်မြောက်လာတဲ့တခါခုံရင်ဒီပေါင်း3,800ရောက်တယ်ဆိုတဲ့အချက်ကိုထပ်မတွက်ပါဘူးဘာဖြစ်လို့လဲဆိုရင်အဲ့ဒါကစပီးတက်ထက်မော်တက်ပါဝင်နေတယ်လို့ခံစားရလို့ပါဟူခုံးရဲ့ speed ကိုအန်တိုနီစီယူရဲ့စာအုပ်ထဲမှာပါတဲ့အချက်လက်ကိုကိုကားပြီးပြောပြပေးသွားပါမယ်အဲ့ဒီအချက်လက်တွေထဲမှာဟူခုံးကိုတောင်နှလုံးကိုထမ်းပြီးဥက္ကာခဲရဲ့အလင်းနဲ့ပြေးနိုင်တယ်လို့ဖော်ပြထားပါတယ်ဥက္ကာခဲတွေဟာပြင်းပြအားဖြင့်တစ်စက္ကန့်ကို17ကီလိုမီတာကနေ82ကီလိုမီတာကြားမှာရှိပါတယ်ဒါဟာအတန်ထက်အစာပေါင်း32ဆကနေ210ဆအထိမြန်ပါတယ်လူတီများတဲ့ဖီများဝါနာမာလီရဲ့အင်္ဂလိပ်ဘာသာပြန်ပေ114ကဖော်ပြချက်အရဟာနုမန်ဟာယာဝနာရဲ့အာသောကဥယျာဉ်ကြီးတစ်ခုလုံးမှာရှိတဲ့တစ်ပင်တိုင်းကိုအမြင့်ကနေနှုတ်ပစ်ခဲ့ပြီးကြောက်ဆုံများကိုကြိတ်ချေကဂုံးကမှုများကိုလည်းမှုံမှုံညံ့ညက်ခြေမုံပစ်ခဲ့တယ်လို့ဆိုပါတယ်ပြီးတော့ဟာနုမန်ဟာလင်္ကာကျွန်းတစ်ခုလုံးကိုစိန်ခေါ်တဲ့အနေနဲ့သူ့ရဲ့အမီးကိုမြေကြီးဘက်ကိုတစ်ချက်ရိုက်ချလိုက်ပါတယ်အဲ့ဒီရိုက်ချက်ကြောင့်လင်္ကာကျွန်းတစ်ခုလုံးကိုကြောက်မွက်ဖက်ကောင်းတဲ့အတန်ကြီးဖုံးလန်းသွားစေခဲ့ပြီးအတန်လိုင်းရဲ့ဖိအားကြောင့်အဝေးကဘလူးမာများကိုပါလန်နိုးသွားစီလက်အောင်ပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်ယာဝနာဟာနုမန်ကိုတတ်ဖို့အတွက်အထူးလေ့ကျင့်ထားတဲ့ကိုရန်တော်စစ်တပ်ကြီးကိုစစ်လုတ်ခဲ့ပါတယ်ဟာနုမန်ဟာအဲ့ဒီတပ်ကြီးတစ်ခုလုံးကိုတကူတော်လက်ပလာနဲ့ရိုက်နှက်တပ်ဖြတ်ခဲ့ပါတယ်ယာဝနာဟာထပ်ပြီးတော့စစ်တေနာပတိကျုပ်ရဲ့သားဂျမ်ဘူမာလီကိုဟာနုမန်ကိုဖမ်းဖို့အတွက်စစ်လုတ်လိုက်ပြန်ပါတယ်အဲ့ဒီအချိန်မှာဂျမ်ဘူမာလီဟာနုမန်ကိုမြားပေါင်းထောင်တောင်းချီပြီးပြက်ခတ်တိုက်ခိုက်ခဲ့ပါတယ်တချို့မြားများဟာသူ့ရဲ့ဗသက်ကိုတက်တဲ့ချိန်ရွယ်ပြီးပြက်ခတ်ခဲ့တာဖြစ်ပါတယ်ဟာနုမန်ဟာဒေါသထွက်သွားပြီးတန်တိုင်ကိုရန်သူရဲ့ရင်ဘတ်တက်တဲ့ကိုပြစ်ပေါက်လိုက်ပါတယ်အဲ့ဒီတန်တိုင်ဟာရန်သူရဲ့ရင်ဘတ်ကိုထိုးပေါက်သွားခဲ့ပြီးဂျမ်ဘူမာလီဟာလဲကျတေဆုံးသွားခဲ့ရပါတယ်အဲ့ဒီသတင်းကြောင့်ယာဝနာဟာဒေါသအမျက်ချောင်းချောင်းထွက်သွားပြီးဒီမြောက်ကိုတတ်ဖို့အတွက်ဝင်းကြီးကျောက်ရဲ့သား9ယောက်ကိုအမိန်ပေးစစ်လို့ခဲ့ပြန်ပါတယ်သူတို့ဟာနုမန်ရဲ့ခေါင်းပေါ်ကိုမြားမိုးတွေရွာချခဲ့ပါတယ်အဲ့ဒီအချိန်မှာဟာနုမန်ဟာလေထဲကိုခုန်တက်လိုက်ပြီးအဲ့ဒီ9ယောက်စလုံးရဲ့မြားကိုရှောင်ကွင်းကသူတို့ရဲ့ခေါင်းပေါ်ကို
ကြောက်တုံးကြီးနဲ့ပြစ်ပေါက်ကအားလုံးကိုတက်ပစ်လိုက်ပါတယ်အဲ့ဒါပြီးတော့သူဟာယာဝနာရဲ့ထပ်မံဆေးလို့လိုက်တဲ့ဗိုလ်ချုပ်ကြီး9ယောက်ကိုလည်းကွက်မြက်ချေမုန်းခဲ့ပါတယ်အဲ့ဒီတိုက်ပွဲဟာဘလောက်ထိပြင်းထန်လဲဆိုရင်နန်းတော်ကိုဥတီထားတဲ့လင်္ကာကျွန်းရဲ့အဓိကလမ်းမကြီးပေါ်မှာတေဆုံးသွားသူတွေရဲ့အလောင်းတွေနဲ့လက်တွေခြေထောက်တွေဟာသွေးချောင်းစီးနေခဲ့တယ်လို့ဆိုပါတယ်ယာဝနာဟာအဲ့လိုဖြစ်မဲ့လို့မျော်လင့်မထားတဲ့အတွက်ကြောင့်အတော်မိန်မောတဝေသွားခဲ့တယ်လို့ဆိုပါတယ်သူ့ရဲ့ဇနီးကတားမြစ်ကန့်ကွက်နေတဲ့ကြားကသူ့ရဲ့သားအငယ်ဆုံးဖြစ်တဲ့အခကုမာရကိုဟာနုမန်ကိုနှိမ်နှင်းဖို့ဆေလွတ်ခဲ့ပါတယ်မြင်းရှိကောင်ဆွဲပြီးလှပတဲ့စီရထားလုံးကိုစီးနှင်းလာတဲ့လူငယ်မင်းသားဟာသူ့ရဲ့ရဲစန်းတက်တီကိုတက်သေးပြဖို့စိတ်အားထက်သန်စွာနဲ့နန်းတော်ထဲကနေထွက်လာခဲ့ပါတယ်သူဟာသွေးများဆွဲထင်နေတဲ့ဟာနုမန်ကိုမြားချက်များစွာနဲ့ဒရက်ဆက်ပြစ်ခတ်ခဲ့ပါတယ်ဟာနုမန်ဟာလေပေါ်ကိုခုန်တက်ခါမြင်းများကိုအပေါ်ကနေအရှိန်နဲ့ခုန်လိုက်ပြီးသူ့ရဲ့လက်သီးနဲ့လဲပြိုကျသွားအောင်ထိုးကြိတ်ခဲ့ပါတယ်စီရထားလုံးကိုလည်းရိုက်ခွဲဖျက်ဆီးပစ်လိုက်ပါတယ်ပြီးတော့ဟာနုမန်ဟာမင်းသားရဲ့ခြေထောက်နှစ်ဖက်ကိုဖမ်းဆွဲကလေထဲမှာအချိန်ချင်းဝှေ့ယမ်းခဲ့ပြီးအသက်ဘေးမှာလွတ်မြောက်ထွက်ပြေးနိုင်လိမ့်မယ်လို့မျှော်လင့်ချက်နဲ့ဝေးလံတဲ့အရက်ကိုလွှင့်ပစ်လိုက်ပါတယ်ဒါပေမဲ့မင်းသားကတော့ဘယ်တော့မှပြန်လည်မထလာနိုင်တော့ပါဘူးယာဝနာဟာသူ့ရဲ့သားတော်တစ်ပါးဖြစ်တဲ့အင်ဒရာချစ်ကိုဟာနုမန်ကိုတတ်ဖို့စေခိုင်းခဲ့ပါတယ်အင်ဒရာချစ်ဟာဟာနုမန်နေရာယူထားတဲ့မျော်စင်လိုမျိုးသို့မဟုတ်ပုံမြင်မားတဲ့တခြားမျော်စင်တစ်ခုပေါ်ကိုတက်လိုက်ပြီးနဂပါတလို့လူတီများတဲ့စမ်းကျဲတဲ့နက်ကျိုးဝင်းကိုပေါ်ပေါက်စေတဲ့ဂန်ထာကိုရွတ်ဆိုကမြားတသိန်းကိုပစ်လိုက်ပါတယ်အဲ့ဒီမြားဟာနက်ကျိုးဖြစ်တဲ့အတွက်ကြောင့်ဟာနုမန်ရဲ့လက်နဲ့ခြေတော်များကိုမမြင်နိုင်တဲ့ကျိုးတွေနဲ့တုံ့နှံခြင်းခံလိုက်ရပြီးမလှုပ်ရှားနိုင်တော့ပဲမြေပြင်ပေါ်ကိုလက်ကျသွားခဲ့ရပါတယ်ဟာနုမန်ကိုဖမ်းမိတဲ့အခါမှာယာဝနာဟာအမီးကိုမီးရှို့ပြီးမြို့ကိုလှဲ့လှဲ့ပြတ်သားဖို့စေခိုင်းခဲ့ပါတယ်ဒါကြောင့်ဘလူးများဟာနုမန်ရဲ့အမီးကိုစီစိန်အဝိဆာများနဲ့ပတ်ခဲ့ကြပါတယ်ဟာနုမန်ကသူ့ရဲ့အမီးကိုရှေအောင်ပြုတ်လုပ်ခဲ့ပါတယ်ဘလောက်ထိတောင်ရှေအောင်ပြုတ်လုပ်ခဲ့လဲဆိုရင်လင်္ကာမြို့ဆယ်ဘက်ပတ်လို့ရတဲ့အထိရှေခဲ့တယ်လို့ဆိုပါတယ်နောက်ဆုံးမှာဟာနုမန်ကအမီးကိုတမင်မီးရှို့ခံလိုက်ပြီးဘလူးများကိုတတ်ခါလင်္ကာမြို့တစ်ခုလုံးကိုမီးဟုံးတောက်အောင်လုပ်ခဲ့ပါတယ် Jai Shri Ram!အန်တိုနီစီယူရဲ့အင်္ဂလိပ်ဘာသာပြန်ပေ189ကဖော်ပြချက်အရဟူခုံးဟာနက်ပြည်နဲ့ပြဿနာတက်ခဲ့တာကြောင့်ကြောက်စိမ့်ဧကလေးဟာဟူခုံးကိုဖမ်းဖို့အတွက်နက်စစ်တပ်ကြီးကိုဟူခုံးရှိရာဝါကော်တောင်ကိုစစ်ချီခိုင်းလိုက်ပါတယ်။အဲ့ဒီထဲမှာပါဝင်တဲ့နတ်များကတော့စစ်တေနာပတိချုပ်နတ်မင်းကြီးလီကျင့်တတရသားတော်နီဂျာယာဟုကျယ်နံမင်းကေတုကျယ်နံမင်းကောင်းကင်ဘုံဩဇာကြီးနတ်မင်းကြီးများနဲ့အဆောင်ရှောက်များစတုမဟာရစ်နတ်မင်းကြီး၄ပါးအရက်၅မျက်နှာမှရဲရင်သောအဆောင်ရှောက်များအချိန်ဆောင်နတ်မင်း၄ပါး12ရာသီခွင်နတ်မင်းများအရှင်းနှစ်အနောက်ကျယ်နတ်မင်းများမြောက်နှစ်တောင်ကျယ်နတ်မင်းများနက္ခတ်တာယာနဲ့စัจ java အဆင့်နတ်မင်းကြီးများနေနတ်မင်းသူရိယလနတ်မင်းသောမနဝကျိုနတ်မင်း9ပါးဂျိုး9ပါးနတ်မင်းများကောင်းကင်ဘုံတစ်ခုလုံးရှိကျယ်နဲ့ဝိညာဉ်များနက္ခတ်28ပါးနတ်မင်းများတဘာဝနှင့်မြေပြင်ဆိုင်ရာနတ်များတောင်ကြီး9လုံးနတ်မင်းများမြေလေးစင်းမှနတ်နဂါးများကဲယောကနတ်9ပါးနဲ့နတ်စစ်သည်တသိန်းတို့ကိုဆေလွတ်ခါဟူခုံးကိုတိမ်စီး၍ဖြစ်စေမှော်တန်းဖြစ်စေလုံးဝထွက်ပြေးလို့မရအောင်ဝါကော်တောင်ရဲ့အထက်မှာစัจ java အဆင့်ရှိတဲ့ကောင်းကင်ပိုက်ခွန်18ထပ်ကိုဖြန့်ကျက်ပြီးပိတ်ဆို့ထားခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီစာမျက်နှာမှာဖော်ပြထားချက်အရဟူခုံးနဲ့ကောင်းကင်ဘုံကနတ်စစ်သည်တွေရဲ့တိုက်ပွဲဟာပြင်းထန်လွန်းတာကြောင့်ကောင်းကင်ကြီးတစ်ခုလုံးမှောင်မိုက်သွားခဲ့ရတယ်လို့ဆိုပါတယ်ဟူခုံးဟာတိုက်ပွဲပြင်းထန်နေချိန်မှာသူ့ရဲ့အမွှေးကိုနှုတ်ပြီးကိုပွားပေါင်းတောင်းချီကိုဖန်ဆင်းလိုက်ပါတယ်အဲ့ဒီကိုပွားတိုင်းဟာလည်းဟူခုံးလိုရွှေတုပ်တယောက်တစ်ချောင်းစီကင်ထားတယ်လို့ဆိုပါတယ်ကောင်းကင်ဘုံရဲ့ထိပ်သီးနတ်မင်းကြီးတွေဥဆောင်တဲ့စတုမဟာရစ်နတ်မင်းကြီး၄ပါးစစ်တေနာပတိချုပ်နတ်မင်းကြီးလီကျင့်တဲ့မင်းသားနေကြတို့အပါအဝင်နတ်မင်းများဟာဟူခုံးရဲ့ရိုက်ချက်တွေကိုတောက်မခံနိုင်တော့ပဲဘေ
ဘေးကျွအောင်ပြေးခဲ့ရတယ်လို့ဆိုပါတယ်နောက်ဆုံးမှာဘလို့မှဖမ်းမရတော့တဲ့အတွက်ကွယ်ရင်မယ်တော်ရဲ့အကြံနဲ့ကြောက်စိမ်းဧကလေးရဲ့တူအာလန်ရှင်းကိုအကူအညီတောင်းခဲ့ရပါတယ်အာလန်ဟာကြောက်စိမ်းဧကလေးရဲ့စင့်ခေါ်မှုနဲ့အတူဝူခုံးကိုတိုက်ခိုက်ခဲ့ပါတယ်အာလန်နဲ့ဝူခုံးတိုက်ခိုက်နေတော့မှနမီထိုက်ရှန့်လောင်ခြင်းကသူ့ရဲ့စိန်ကွင်းနဲ့ခေါင်းကိုပစ်လိုက်ပါတယ်ဝူခုံးစိန်ကွင်းထိမှန်ပြီးမူးသွားတဲ့အခါမှာနတ်တွေရဲ့အလင်းအငိုက်ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်ဖမ်းမိခဲ့ပေမဲ့ဘလို့တတ်မသေးတဲ့ဝူခုံးကိုထိုက်ရှန့်လောင်ခြင်းကမိဖို့ထဲမှာ49ရက်တိတိမိရှို့တပ်ဖြတ်ခဲ့ပါတယ်49ရက်ပြေသွားလို့ပြာကျသွားပြီအထင်နဲ့အဖုံးဖွင့်လိုက်တဲ့အချိန်မှာဝူခုံးဟာခုံထွက်လာခဲ့ပြီးကောင်းကင်ဘုံတစ်ခုလုံးကိုဖျို့ဖျက်ဖြစ်အောင်စတင်တောင်းကျမ်းခဲ့ပါတော့တယ် Those below, those above, and that black mutt of yours. Coming, all of you. အကျဉ်းဆုံးပါရှင်များဟာနုမန်ရဲ့ဧကတတမုခပုံစံမျက်နှာ12ခုနဲ့လက်22ချောင်းပါဝင်တဲ့ဟာနုမန်ရဲ့ဧကတတမုခပုံစံဒီဖောင်းဟာဖျားရှင်ရှိပါရဲ့အစွမ်းပြင်တခြားသောအဓိကဖျားများရဲ့စွမ်းတော်များများနဲ့ကောင်းကြီးတွေကိုပါတခါတည်းစူးစီးထားတဲ့စัจ java တိုးထိပ်ပုံစံပဲဖြစ်ပါတယ်ကျမ်းစာများအရမျက်နှာ17ဖက်လုံးမှာတခြားသောဖျားများရဲ့အသွင်တော်များနဲ့သူတို့ရဲ့ထူကြတဲ့အစွမ်းတော်များများပါဝင်ကြပါတယ်ဟာနုမန်မျက်နှာရန်သူများကိုအောင်နိုင်စေခြင်းကာကွယ်ခြင်းနဲ့ဖျားရှင်ပေါ်တစ္ဆာရှိမှုကိုစားပြုပါတယ်နရသိန်ဟာအဲ့ဒီမျက်နှာကတော့ကြောင်းရုံးမှုများကိုဖယ်ရှားပေးပြီးရန်သူများရဲ့အန္တရာယ်မှလွတ်မြောက်စေပါတယ်ဂရုဒဒီမျက်နှာကတော့အစိတ်အတောက်များမကောင်းဆိုးဝါးများရဲ့ကျိန်စာများမှကာကွယ်ပေးပါတယ်ဝဟာရအဲ့ဒီမျက်နှာကတော့စီးစိမ်ဥစ္စာနဲ့အောင်မြင်မှုများကိုဆောင်ကျဉ်ပေးပြီးအတားအဆီးများကိုဖယ်ရှားပေးတယ်လို့ဆိုပါတယ်တောမြဟန်နုမာရဲ့အမြန်ဆုံးကိုးကွယ်သည့်ယာမာမင်းသားရဲ့အေဂျင့်တော်မျက်နှာဖြစ်ပြီးလောကီမင်္ဂလာပေါင်းနဲ့စိတ်ချမ်းသာမှုကိုပေးဆွဲပါတယ်ကသမုခအခက်ခဲအတားအဆီးများနဲ့လောကီအနောက်ဘက်မှန်သမျှကိုကြော်လားဖျက်ဆီးပေးနိုင်တယ်လို့ယုံကြည်ကြပါတယ်မင်းနဲ့မင်းနဲ့နဂါမင်းမျက်နှာဒီမျက်နှာတွေကတော့ယောဂဗျာများကိုလောင်ကျွမ်းဖယ်ရှားပေးပါတယ်ဘေးရန်တွေများနဲ့အစိတ်တောင်မှန်သမျှကိုလည်းလုံးဝကင်းဝေးစေပါတယ်ရူဒရာအကျွမ်းမဲ့စွမ်းရတော်နဲ့တရားကိုစောင့်ရှောက်တဲ့အရှင်ရှိပါရဲ့ကောင်းခြင်းမင်္ဂလာကိုသားပြုပါတယ်ဘရဲဝစိတ်ပိုင်းဆိုင်ရာကြားခိုင်မှုကိုပေးစွမ်းပြီးမကောင်းဆိုးဝါးမော်တန်များနဲ့အမောင်ဆွမ်းအားများကိုနှိမ်နှင်းပေးပါတယ်ဒီဧကတတမုခဟာနုမန်ပုံတရဟာအရှင်ရှိပါအရှင်ဘိတ်တနိုးအရှင်ယာမစားတဲ့ဖျားပေါင်းစုံရဲ့အစွမ်းတော်များကိုဝိဆောက်တစ်ခုတည်းလို့ပေါင်းဆက်ဝစ်ဆင်ထားခြင်းဖြစ်တာကြောင့်ဟိန္ဒူမန်တန်ကျမ်းများတွင်ဒီအသွင်ကိုအစွမ်းထက်ဆုံးအကာအကွယ်ဖြစ်သတ်မှတ်ကိုးကွယ်ကြပါတယ်ဒါပေမဲ့အခုနောက်ပိုင်း power scale တွေခေတ်စားလာတဲ့အခါမှာတော့တိုက်ခိုက်ရေးဖောင်းပုံစံစကေးလာကြပါတယ်ဒီမျက်နှာ12ခုအသွင်တရံဟာကိုးကွယ်သူရဲ့ဝိညာဉ်ကံကြမ္မာနဲ့တန်တရားဝေစီရဲဥပါလွှမ်းမိုးကယ်တင်ပေးနိုင်တဲ့လောကရာဆိုင်ရာအယူအဆင့်လို့သတ်မှတ်ကြပါတယ်အဲ့တော့ဒီဖောင်းကစัจ java တွေကိုတောင်ဖျက်ဆီးနိုင်ပါတယ်ဝူခုံးရဲ့ Victoria Fighting ဗုဒ္ဓဘာရှင်ဝူခုံးဟာနိဗ္ဗာန်အဆင့်ကိုရောက်သွားပြီးတဲ့နောက်ပိုင်းမှာတော့ရရှိလာတဲ့စွမ်းအားတွေကအရင်ကလိုတိုက်ခိုက်ရေးတတ်မဟုတ်တော့ပဲစัจ java ဆိုင်ရာအဆင့်ဖြစ်သွားပါတယ်အလုံးစုံကိုသိမြင်ခြင်းအတိတ်ပြစ္ဆုတ်ပတ်အနာဂတ်၃ပါးသလုံးကိုသိမြင်လာပါတယ်လောကမှာရှိတဲ့ဖြစ်သမျှအကြောင်းအရာတွေကိုဉာဏ်မျက်စိနဲ့ကြည့်ုံနဲ့တင်အကုန်သိနိုင်တဲ့အဆင့်မှာအချိန်နဲ့နေရာကိုကျော်လွန်ခြင်းသူဟာအကန့်အသတ်ရှိတဲ့ရုပ်ခန္ဓာအနောင်ဘက်ကနေလွတ်မြောက်သွားတာကြောင့်စัจ java ရဲ့ဘယ်နေရာဘယ်အချိန်ကိုမဆိုတပြိုင်တည်းထဲရောက်ရှိနေနိုင်ပါတယ်ဖြည့်ဆည်း၍မရတော့ဓမ္မခန္ဓာအရင်ကမသိမျိုးထက်ပိုပြီးမြင်မာသွားပါတယ်သူဟာတီရှည်ခြင်းတစ်ခုလုံးနဲ့တသားတည်းဖြစ်သွားတာကြောင့်ဘလို့မော်တက်ဘလို့လက်နက်နဲ့မှသူ့ကိုလုံးဝထိခိုက်အောင်မလုပ်နိုင်တော့ပါဘူးကံကိုထိန်းချုပ်ခြင်းမကောင်းဆိုးဝါးတွေရဲ့ကံကြမ္မာနဲ့ဘဝတန်တရားကိုဓာတ်ရိုက်လမ်းညွှန်နိုင်တာဒါမှမဟုတ်ခြုံငိမ့်စေနိုင်တဲ့စွမ်းအားရှိလာပါတယ်အချင်းချုပ်ပြောရရင်နဗာနာအစ်စ်မှာသူဟာတိုက်ခိုက်เสียမလို့ပဲအောင်နိုင်သူဖြစ်သွားတာပါသူ့ရဲ့တည်ရှိမှုဟာစัจ java ရဲ့နိယာမတစ်ခုလိုဖြစ်သွားပါတယ်ဗုဒ္ဓဘာသာနဲ့ဒသနအယူဆအရနဗာနာဆိုတာဟာအန်တီနက်သို့မဟုတ် the boy ကိုအောင်မြင်စွာဆိုက်ရိုက်သွားခြင်းပဲဖြစ်ပါတယ်ဟင်းလင်းမြင်ကိုကြော်လွန်ခြင်းသူ
သူဟာ The Boy ဆိုတဲ့ဘာမှမရှိခြင်းနဲ့မှပျောက်ကွယ်သွားတာမျိုးနဲ့ဘာမှမရှိခြင်းနဲ့ရှည်ခြင်းတစ်ခုစလုံးကိုကြော်လွန်သွားတာဖြစ်ပါတယ်ဆိုလိုတာကရန်သူကသူ့ကိုတီရှိမှုပျောက်ကွယ်အောင်ဖျက်ဆီးပစ်တာမျိုးလုပ်ရင်တောင်သူက The Boy နဲ့တသားတည်းဖြစ်နေတဲ့အတွက်ဖျက်ဆီးလို့လုံးဝမရတော့ပါဘူးဒါဟာစัจ java အဆင့်ကိုလုံးဝကြော်လွန်သွားပြီပဲဖြစ်ပါတယ်ဟာနုမန်ရဲ့မျက်နှာ17ဖက်ပုံစံဟာအရှင်ရှိပါအရှင်ဗိတ်တနိုးတို့ရဲ့စွမ်းအားကိုယူထားလို့ Tier 1A အောက်တာဗာဆယ်ဝင်းကျင်ရှိနိုင်ပေမဲ့သူကိုယ်တိုင်ကတော့စัจ java ကိုစတင်ဖန်တီးခဲ့တဲ့ပင်မအရင်းမြစ်အရှင်တွေမဟုတ်ပါဘူးဖျားတွေနဲ့နတ်တွေရဲ့ကောင်းကြီးစွမ်းတွေကိုစူးစီးထားတဲ့အထုထိတ်ပုံစံသာဖြစ်ပါတယ်ဟာနုမန်ဟာဟိန္ဒူဒန္နာယီယကဘာပြတ်တီအထိမသိနိုင်မဲ့ကဘာမြေပေါ်မှာအမြဲရှိနေမိချီယန်ဂျီဝီထဲမှာတပားဖြစ်ပါတယ်သူဟာယခုကာလိယုဂခေတ်ကုံဆုံးသည့်အထိယာမာမင်းသားရဲ့နမတော်ကိုရွတ်ဆိုရင်ဒီလောကီတန်တရားကဘာမြေပေါ်မှာလူသားများကိုစောင့်ရှောက်ဖို့ဂရိသက်သာပြုထားတာကြောင့်သူ့ရဲ့အမြင့်ဆုံးဖီဖောင်းဖြစ်စေကမူတန်တရားထဲမှာရှိနေတဲ့ဖြစ်ပါတယ်ဟူခုံးဟာကွန်းဆက်အားလုံးစွမ်းအတိုင်းစအားလုံးနဲ့ရှိချင်းမရှိချင်းအစွန်းတရားအားလုံးထက်ကြော်လွန်ခြုံငိမ့်သွားတဲ့ဗုဒ္ဓဖြစ်တာကြောင့်ပီဖောင်းမှာဟူခုံးကတာသွားပါတယ်တီရှိမှုရဟူခုံးကတာသွားတာတော့ဟုတ်ပါပြီဟန်နုမန်မှာဒီလောက်စွမ်းအားတွေများနေတာဘလို့လို့တက်လို့ရမှာလဲဘလို့လို့အနိုင်ယူလို့ရမှာလဲစတဲ့မေကုန်းတွေအတွက်ဥပမာလေးတစ်ခုပြောပြပါမယ်ဟာနုမန်ဖန်တွေကတော့ကောင်းကောင်းသိပါလိမ့်မယ်ရမယနာထဲမှာခွန်အားကြီးတဲ့မြောက်ဘရင်ကြီးဘာလီဆိုတာရှိပါတယ်သူကသူ့ဖခင်ပေးထားတဲ့လယ်ဆွဲကြောင့်သူ့ကိုလာရင်ဆိုင်တဲ့ပြိုင်ဘက်ရဲ့ခွန်အားတစ်ဝက်ကိုရရှိစေပြီးသူ့ရဲ့အသွက်ဆန်းအားနဲ့တကိုးကိုပါအမြဲထိမ့်သိမ်းအားဖြင့်ပေးထားပါတယ်တခါတုန်းကလင်္ကာကျွန်းရဲ့အရှင်သခင်ယာဝနာကဘာလီရဲ့တကိုးသတင်းကိုကြားလို့စိန်ခေါ်ခဲ့မှုပါတယ်အဲ့ဒီအချိန်မှာဘာလီဟာညနေခင်းဝတ်ပြုဆူတောင်းခြင်းပြုလုပ်နေတဲ့ဖြစ်ပါတယ်ယာဝနာရောက်လာတဲ့အခါသူဟာနေရာကနေတောင်မထားပဲယာဝနာကိုလက်မောင်းချတဲ့ညက်ခါချုပ်ထားလိုက်ပါတော့တယ်ယာဝနာကရုံးကဲ့ရင်မရပဲ6လတိုင်တိုင်နေခဲ့ရပြီးနောက်ဆုံးမှအညံ့ခံကမိတ်ဆွေဖွဲ့ခဲ့ရဘူးတယ်လို့ဆိုပါတယ်တချို့ဘာရှင်းနေမှလည်းသူ့ရဲ့အမိနဲ့ယာဝနာကိုချုံနှောင်ထားခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့လိုရင်းကအခုမှလာမှာပါဟူခုံးဖန်တွေတော်တော်များများကတော့တီးပြီးသားနေမှာပါတခါတုန်းကဂျာနီတူးသက်ဝက်ဝတ္ထုထဲမှာနား6ခွက်မြောက်ဆိုတဲ့မြောက်တစ်ကောင်ရှိပါတဲ့သူဟာစောနာကပြောခဲ့တဲ့မြောက်ဘရင်ဘာလီလိုပဲရန်သူရဲ့တကုတ်ကိုရယူနိုင်ပါတယ်ဒါပေမဲ့နည်းနည်းတော့ကွဲပြားပါတယ်သူကသူများစီကတကုတ်စွမ်းအားတွေကိုရောရုပ်ရည်အသွင်ပြင်နဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုပါတရားရခိုင်နှုန်းကော်ပီကူးယူနိုင်ပါတယ်ဒါထက်ဆိုတာကသူကအတိတ်ပြစ္ဆုတ်ပံအနာဂတ်ကိုပါသိမြင်နိုင်ပါတယ်မိုင်းထောင်ပေါင်းများစွာကအတန်တွေကိုပါကြားနိုင်ပါသေးတယ်တနေ့မှာတော့သူကဟူခုံးရဲ့တကိုးတွေရောရုပ်ရည်အသွင်ပြင်ကိုပါတူးပါခဲ့ပြီးဟူခုံးနဲ့တိုက်ပွဲဖြစ်ခဲ့ပါတယ်နှစ်ယောက်စလုံးကရုပ်ရည်အသွင်ပြင်ရောတကိုးစွမ်းအားတွေရောတူညီနေတာကြောင့်တယောက်နဲ့တယောက်အနိုင်မြူနိုင်ခဲ့ကြပါဘူးနား6ပဲမြောက်ကဘလောက်ကြမ်းလဲဆိုရင်သူ့ရဲ့ဟူခုံးပုံတံပြောင်းထားခြင်းကိုဖျားလောင်းရင်ဖြစ်တဲ့ဘောဒီတတ္တာကြီးကွယ်ရင်ကိုယ်တိုင်တောင်မခွဲခြားနိုင်ခဲ့ပါဘူးအဲ့ဒါကြောင့်သူတို့ရဲ့တိုက်ပွဲဟာသီအိုရီရဆိုရင်စัจ java ကြီးမပြတ်စည်းသရွေ့တိုက်ပွဲဟာပြီးဆုံးမှမဟုတ်တော့ဘူးလို့ဆိုကြပါတယ်အခုကျွန်တော်တို့ဆွေးနွေးနေတဲ့ဟာနုမန်နဲ့ဟူခုံးရဲ့အဖြစ်အပျက်လိုပါပဲဒါကြောင့်သူတို့ဟာဗုဒ္ဓမြတ်စွာစီကိုတွားခဲ့ပါတယ်ဗုဒ္ဓမြတ်စွာရှေ့ရောက်တဲ့အခါမှာတော့ဗုဒ္ဓဟာထူဆန်းတဲ့မြောက်လေးမျိုးအကြောင်းကိုရှင်းပြခဲ့ပြီးနား6ဘက်မြောက်ကိုရွှေတပိတ်နဲ့အုပ်လိုက်ပါတော့တယ်အဲ့လိုအုပ်လိုက်တဲ့အခါမှာတော့တကိုးကြီးမားတဲ့နား6ဘက်မြောက်ဟာမြတ်စွာဘုရားရဲ့တကိုးတော်ကြောင့်မူလရုပ်အသွင်မြောက်လေးတစ်ကောင်ဖြစ်ပြောင်းလဲသွားပြီးသူကူးယူထားတဲ့တကိုးစွမ်းအားတွေကလည်းပျောက်ကွယ်သွားခဲ့ရပါတယ်အဲ့ဒီအချိန်မှာဟူခုံးကဒေါသကိုမထိန်နိုင်မဲ့နား6ဘက်မြောက်ကိုရိုက်တက်လိုက်ပါတော့တယ်အဲ့ဒီအချိန်ကစပြီးနား6ဘက်မြောက်မျိုးနွယ်တွေဟာမျိုးသုံးသွားခဲ့ရတယ်လို့ဆိုပါတယ်ဒါပေမဲ့အဓိကပြောချင်တာကဟူခုံးနဲ့စွမ်းအားရာနှုန်းပြည့်တူညီတဲ့နား6ဘက်မြောက်ရဲ့အတိတ်ပြစ္ဆုတ်ပံအနာဂတ်ကိုမြင်နိုင်တဲ့စัจ java အဆင့်တကိုးကွန်းဆက်အားလုံးဟာဗုဒ္ဓအရှိမောက်ရောက်တဲ့အခါမှာတော့ချက်ချင်းအလုံးမလုံးတော့ပဲပဲဖြတ်ချင်းခံလိုက်ရပါတယ်အဲ့တော့ power scale ဘောင်းလက်အထိတိုင်းလို့ရတဲ့ဗုဒ္ဓတပါးဟာမသိမျိုးစွမ်းရည်နေအခုတရာလောက်ရှိနေရင်တောင်တည်ရှိမှုမတူညီတဲ့အတွက်အဆိုင်းတွေကိုပယ်ဖြတ်လို့ရပါတယ်
အဲ့လိုပြောလို့ရှိရင်ဂျာနီတူးတဲ့ဝက်ယူနီဗတ်တစ်ဖက်တည်းကိုပဲချစ်ပြီးသုံးဖြတ်တယ်လို့ဖြစ်သွားနိုင်ပါတယ်အဲ့တော့ဟာနုမန်ကျမ်းတွေနဲ့ဗဇက်ရာဇဝင်တွေဘက်ကိုတစ်ချက်ပြန်ကြည့်ပါမယ်ဖျားတွေစီကစူးတွေကောင်းချင်းတွေရပြီးသွားတဲ့ဟာနုမန်ဟာတော်ရင်းမှာကျင့်ကြံနေတဲ့ရသေးကြီးတွေကိုလိုက်လံစားနောက်နှောက်ယှက်ခဲ့ပါတယ်ရသေးကြီးတွေကနောက်ဆုံးမှာတိမခံနိုင်တော့ပဲဟာနုမန်ကိုကျိန်စာတိုက်လိုက်ပါတယ်အဲ့ဒီကျိန်စာကြောင့်သူ့ရဲ့တကိုးတွေကိုမေ့လျော့သွားခဲ့ရပါတယ်အဲ့တော့လုံရင်းကဖျားတွေနဲ့နတ်တွေစီကစူးတွေကောင်းကြီးတွေရထားတဲ့အချိန်မှာတောင်ဟာနုမန်ဟာကျိန်စာတက်ရောက်မှုရှိနေတော့မှာပဲပြီးတော့ကျိန်စာတိုက်ခံရတဲ့ရသေးကြီးတွေကလည်းဗုဒ္ဓတပါးရဲ့ level မရှိပါဘူးအဲ့ဒါကြောင့် logic အရဗုဒ္ဓရဲ့တကိုးတော်ဟာနုမန်ပေါ်ကိုတက်ရောက်မှုရှိပါလိမ့်မယ်အဲ့တော့လူတော်များများပြောနေကြစကားလေးတွေကိုပြောပါမယ်တက်ရောက်မှုရှိတာကတော့ဟုတ်ပါပြီဝူခုံးကတကယ်ရောဗုဒ္ဓတပါးလို့စွမ်းလို့လား तू ကဖျားဖြစ်သွားတာမဟုတ်ဘူးလေဖျားလောင်းမဲ့ဖြစ်တာကိုစတဲ့တန်တရားစကားတွေရှိသမြဲပါအရက်စကားနဲ့ပြောရရင်ဝူခုံးကရှေ့ခိုးခံရတဲ့ဖျားမဟုတ်ဘူးပေါ့အဲ့ဒီအတွက်ကျွန်တော်ရှင်းပြပါမယ်တော်တော်များများကဝိထုထက် TV series ကိုကြည့်ကြတာများပါတယ်ဝိထုဖတ်မှုတဲ့သူတွေကလည်းသတိမထားမိလို့ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဝူခုံးကိုကိုးကွယ်ရှေ့ခိုးရတဲ့ဗုဒ္ဓတပါးဖြစ်ဝိထုထဲမှာတိတိကျကျဖော်ပြသွားခဲ့ပါတယ်အန်တိုနီစီယူရဲ့အင်္ဂလိပ်ဘာသာပြန် Volume 4 Page 384ကဖော်ပြချက်တွေအရလူတွေကဝူခုံးနဲ့ထန်ဆန်းစရာတော့ဗုဒ္ဓဖြစ်သွားတာကိုကြည်ညိုကြတဲ့အတွက်လက်အုပ်ချီကဗုဒ္ဓ48ပါးရဲ့ဘွဲတော်တွေကိုရွတ်စွတ်ကရှစ်ခိုးခဲ့ကြပါတယ်အဲ့ဒီထဲကနောက်ဆုံးနှစ်ပါးမှာထန်ဆန်းစရာတော်ရဲ့ဗုဒ္ဓဘွဲနဲ့ဝူခုံးရဲ့ဗုဒ္ဓဘွဲကိုတိတိကျကျထည့်သွင်းဖော်ပြထားခဲ့ပါတယ်ဒါကဘာကိုပြောချင်တာလဲဆိုတော့ဝူခုံးတို့ဟာစัจ जा မုနီဗုဒ္ဓတို့အမိတာဘဗုဒ္ဓတို့လိုအပူဇော်ခံတရားပြမဲ့ဗုဒ္ဓတွေဖြစ်သွားပြီဆိုတာကိုဖော်ပြလိုက်တာပဲဖြစ်ပါတယ်တကိုးကြီးပါတယ်ဆိုတဲ့ဖျားလောင်းဘောဓိတတ္တကြီးကွယ်ရင်တောင်ဝူခုံးတို့ပြီးမှဖော်ပြခြင်းကိုခံခဲ့ရပါတယ်တနည်းအားဖြင့်ဝိထုရဲ့ဖော်ပြချက်အရဝူခုံးတို့ရဲ့တည်ရှိမှုဟာကွယ်ရင်ဖျားလောင်းထက်တောင်မြင့်မားသွားတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်ဖျားတွေများခြင်းကိစ္စဝူခုံးဝိထုကိုရေးတာမဟာယနနဲ့တာဝါရကိုအခြေခံပြီးရေးထားတာဖြစ်ပါတယ်ခက်တာကတော်တော်များများကထေရဝါဒအမြင်နဲ့ကြည့်ကြပါတယ်အဲ့ဒီမှာကွဲလဲမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်ထေရဝါဒမှာဗုဒ္ဓနှစ်စုအပြိုင်မပွင့်ပါဘူးဒါပေမဲ့မဟာယနမှာတော့အဲ့လိုမဟုတ်ပါဘူးဒေါမက်ကလီယာလီရဲ့မဟာယနကျမ်းဖော်ပြချက်အရစัจ जा ရာတချို့မှာဗုဒ္ဓတစုပဲပွင့်တယ်တချို့စัจ जा ရာတွေမှာတော့၄၅စုပွင့်တယ်တချို့စัจ जा ရာတွေမှာဆိုရင်20 30စသဖြင့်အသွင်တော်တွေခွဲပြီးပွင့်ကြတယ်လို့ဖော်ပြထားပါတယ်အဲ့တော့ဒီနေရာမှာထေရဝါဒအမြင်နဲ့ကြည့်ရင်တော်တော်လေးကိုကွဲလွဲနေမှာပါလူရင်းကတော့မဟာယနမှာဗုဒ္ဓအပြိုင်ပွင့်နိုင်ပါတယ်ဗုဒ္ဓဖြစ်သွားတာကတော့ဟုတ်ပါပြီဝူခုံးကဗုဒ္ဓဘွဲ့ပဲရတာလေတကယ်ဗုဒ္ဓတပါးလို့အစွမ်းရှိတယ်လို့မှရေးမထားတာအဲ့ဒီပြဿနာအတွက်ကျွန်တော်ရှင်းပြပါမယ်ဗုဒ္ဓဘာသာမှာဓမ္မခန္ဓာဆိုတာရှိပါတယ်မဟာယနအရာဆိုရင်ဗုဒ္ဓအတိုင်းမှာဓမ္မခန္ဓာရှိပါတယ်ဓမ္မခန္ဓာမရှိဘဲနဲ့ဗုဒ္ဓလို့မခေါ်ပါဘူးခမည်းတော်ပြောသလိုဆိုရင်ဝူခုံးကဓမ္မခန္ဓာမရှိဘဲဗုဒ္ဓဘွဲ့ရထားတဲ့အစိတ်မပါတဲ့အခွန်ကြီးဖြစ်နေသလိုဖြစ်ပါတယ်ဓမ္မခန္ဓာရှိလို့ဗုဒ္ဓလို့ခေါ်တာပါဓမ္မခန္ဓာရှိပြီဆိုတာနဲ့ခေတ်စကားနဲ့ပြောရမယ်ဆိုရင်ကျမ်းကိုကျမ်းသွားပါပြီဓမ္မခန္ဓာမရှိလဲကျမ်းကြပါတယ်ဒါပေမဲ့ဓမ္မခန္ဓာကြောင့်ဘောင်းလက်အထိအေးဆေးစကေးလို့ရသွားတာပါဝိထုထဲမှာဓမ္မခန္ဓာနဲ့ပတ်သက်ပြီးပြသထားတဲ့ဖိတွေရှိပါတယ်ဒီပင်ကာယဗုဒ္ဓဟာဝူခုံးတို့ဒုက္ခရောက်နေတဲ့အချိန်မှာလာရောက်ကူညီခဲ့ဘူးပါတယ်ဝိထုရဲ့အယူအဆအရစัจ जा မုနီဗုဒ္ဓရဲ့သာသနာခေတ်မှာအခြေတည်ထားတာဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့သာသနာခေတ်ကုံသွားပြီဖြစ်တဲ့ရှေးဦးဗုဒ္ဓတပါးဖြစ်တဲ့ဒီပင်ကာယဗုဒ္ဓဟာဝိထုထဲမှာရှိနေသေးပါတယ်ဒါဟာဓမ္မခန္ဓာရှိကြောင်းသက်သေပြနေတာပဲဖြစ်ပါတယ်အဲ့တော့ဓမ္မခန္ဓာလည်းဝိထုထဲမှာပါတယ်ဗုဒ္ဓအတိုင်းမှာလည်းဓမ္မခန္ဓာရှိတယ်ဝူခုံးကြမှာကွက်ပြီးတော့ဓမ္မခန္ဓာမရဘူးဆိုတာကြီးကကတိကသက်နိုင်ပြီးယုတ်တိမရှိဘူးလို့ခံစားရပါတယ်တချို့ကဟာနုမန်ဟာအရှင်ရှိပါရဲ့17ခုမြောက်အသွင်တော်ဖြစ်တာကြောင့်ဝူခုံးထက်သာတယ်လို့ပြောကြပါတယ်ဒါပေမဲ့မဟာယနရှုထောင့်ကနေကြည့်ရင်ဝူခုံးကလည်းဝ
ဝေယောသနဗုဒ္ဓရဲ့အသွင်တော်တစ်ပါးပဲဖြစ်ပါတယ်ဒါကဂျာနီတူးတဲ့ဝက်ဖတ်တော့မဟုတ်ပါဘူးမဟာယာနရှုထောင့်ကနေပြောခြင်းဖြစ်ပါတယ်အဲ့တော့နောက်ဆုံးပြောချင်တာကဟာနုမန်နဲ့ဝူခုံးကသူတို့ရဲ့ဘေးဖောင်းတွေနဲ့ရှင်ရင်ဘလို့မှအနိုင်ရှုံးမပေါ်ပေမဲ့အကျန်းဆုံးဖောင်းတွေဖြစ်ကြတဲ့ဟန်နုမန်ရဲ့မျက်နှာ12ခုဖောင်းနဲ့ဝူခုံးရဲ့ဗုဒ္ဓဖောင်းမှာတော့ဗုဒ္ဓဖြစ်တဲ့ဝူခုံးကအနိုင်ရတယ်လို့ပြောရင်ဒီဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်